အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်မာကိုစန်း channel ကနေပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ညတော့စာရေးဆရာဇေယနာရမညာရဲ့အောင်မြတ်တာဇာလန်တွဲတွေကိုစူးစီးပြီးအောင်မြတ်တာပေါင်းကျော်အပိုင်း46အနေနဲ့ဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာဒီဇာလန်လေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ official page လေးလည်းဖွင့်ထားပြီးဖြစ်တဲ့အတွက် page လေးကို like and follow လုပ်ထားဖို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာမနက်လင်းအောင်ရတာနဲ့ရွာနီးချုပ်ဆက်ကနေရွှေကျိုးမျိုးပေါ်ကိုတက်ပြီးရောင်းဝယ်ဖောက်ကားကြတဲ့တောစည်းတွေလေးရဲ့နွားလေးတန်းကြီးတယောက်နဲ့တယောက်ကြီးစဲစားနှုံနေကြတဲ့အတန်းတွေကကျွတ်စီနဲ့စူညံနေခဲ့တယ်။ဈေးနီးနားမှာနေထိုင်နေသူတွေကတော့ဈေးတွေရဲ့အတန်းကိုနားထောင်ပြီးအိယာကထထတာထုံးစံတစ်ခုလိုဖြစ်နေခဲ့တယ်။မနက်နီထန်းတစ်ပြားမရောက်ခင်ဈေးကွက်တက်တဲ့လေးထားကြောင့်မျိုးပေါ်မှာနေတဲ့သူတိုင်းသူ့ထံကဥစွာဈေးကိုလာတတ်ကြတယ်။မြို့မဈေးရဲ့နောက်မှာတော့ကျွဲလူချောင်းကနေခွဲပြီးစီးဆင်းနေတဲ့မြက်လက်တက်တစ်ခုရှိပြီးအရှိဘက်မှာတော့လူနေရက်ကွက်တစ်ခုတည်ရှိတဲ့အတွက်ဈေးနဲ့နေတဲ့ရက်ကွက်ကလူတွေကတခြားသူတွေထက်စောပြီးဈေးကိုရောက်တတ်ကြတယ်။အဲ့ဒီတဲကမှမလှသိန်းကတော့ဈေးစဖွင့်ပြီးဆိုတာနဲ့ထီးကိုလက်ကြားညက်အတန်အသင်ကြီးတဲ့ဆွဲတောင်းကိုဆွဲပြီးတော့လိမ့်ပဲနဲ့လာတတ်တယ်။မလှသိန်းဈေးလာပြီးဆိုရင်တောစည်းတွေကသူ့ထံကဥအောင်လူရက်ခေါ်ပြီးတော့ဈေးဥဖောက်ခိုင်းတတ်ကြတယ်။ဈေးတွေကြားထဲမှာတော့မလှသိန်းစဝယ်တဲ့ဆိုင်ကအစိုးဆုံးကုန်နေဆိုပြီးတော့ယုံကြည်ကြတယ်။ဖောက်တယ်ဒီနေ့လာတာစောတယ်နော်။ရောက်တုံးရောက်ခိုင်ငါးတွေအားပြီးတော့ပါဦး။တော်ပါပြီညီးဆိုင်ကမနေ့ကဝယ်သွားတဲ့ငါတလောက်တွေတော့မကုန်သေးဘူး။ဖောက်တယ်ကလည်းလောက်ပါဈေးဦးလီတော့ဖောက်သွားပြီ။ကပ်ဘလူးတွေဘလောက်လက်တယ်ဆိုတာဒီမှာကြည့်ဘဟက်ကိုရဲနေရပဲ။မလှသိန်းကငါးတဲ့ရဲစကားကြောင့်ရှောက်နေတဲ့ခြေလမ်းတွေကိုရက်လိုက်ပြီးအေးကပ်ဘလူးဆိုရင်တော့ငါသမီးကရမ်းကြိုက်တာဘယ်ဈေးလဲတရားဈေးပဲပေးကိုဖောက်တယ်မို့လို့ဒီဈေးပေးတာနော်တခြားသူဆိုမရဘူးငါးတဲ့ကမလှသိန်းဝယ်တော့မယ်ဆိုတာတီးရဟန်နဲ့ကပ်ဘလူးတစ်ကောင်ကိုဓမားနဲ့ကျွမ်းကျင်စွာခုတ်ထည့်လိုက်ပြီးတော့အင်ပန်းနဲ့ထုတ်ပြီးကမ်းပေးလိုက်တယ်ကဲအစိတ်သားကို200ပဲပေးမခင်သိန်းကလက်ထဲကငါတို့ကိုချိန်ဆကြည့်လိုက်ပြီးတော့ရော့ဒီမှာ200အလီမပြေလို့ကတော့နစ်ဆိုင်နောက်မဝယ်ဘူးနော်အမလီဖောက်တယ်ရဲ့ကျမကတခါစားလုပ်ပါမလားဒီနေ့တော့ဈေးအောင်ကောင်းပြီထင်ပါတယ်ငါးတဲ့ကမလှသိန်းပေးတဲ့ငွေဆက်ကူတွေနဲ့ငါးပန်းကိုတပြက်ခတ်လိုက်ပြီးတော့တို့ပြောဆိုနေခဲ့တယ်မလှသိန်းလည်းတခြားဝယ်ချမ်းစရာပစ္စည်းတွေကိုဝယ်ပြီးအိမ်ပြန်လာတဲ့အချိန်အိယာကနိုးလို့အစင်းသင်းစောင့်နေတဲ့တမီးဖြစ်သူကိုမြင်လိုက်ရတယ်အမီတော်ဈေးကပြန်လာပြီလားပြီးတမီးကိုဆွဲတောင်းပေးတမီးဖြစ်သူကမလှသိန်းလက်ထဲကဈေးဆွဲတောင်းကိုလမ်းယူပြီးအိမ်နောက်ဖေးကိုထွက်သွားတဲ့အချိန်အိမ်ရှိကန်ဝမှာကြာနေတဲ့သွေးဆက်တချို့ကိုမြင်လိုက်ရတယ်။ဒီကောင်မလေးတော့တေချာမသေးဘူးထင်တယ်။ချင်းနှောင်းထဲကသွေးဆက်တွေကြာကုန်ပြီ။မလှသိန်းကပြတောက်ပြောရင်းနဲ့ခြေသုံးဝက်အဟောင်းကိုယူပြီးတုပ်လိုက်တဲ့အချိန်နှာခေါင်းထဲကိုအော်ဂလီဆန်စရာကောင်းတဲ့သွေးညီနှံတချို့ဝင်လာခဲ့တယ်။အမေဘာလို့လုပ်နေရလဲ။ဘာလို့ရမလဲ။ချင်းနှောင်းထဲကကြာတဲ့သွေးဆက်တွေကိုတုပ်နေတာလေ။ချင်းကိုဘလို့ကင်သွားလဲမသိဘူး။ဟင်သမီးချင်းနှောင်းယူသွားတာအဲ့ဒီဘက်ကိုမရောက်ဘူးလေအမေအမြင်များမားနေရလားဟဲ့ငါကဘာလို့အမြင်မားရမှာလဲမယုံရင်ခြေသုံးဝက်မှာပေးနေတဲ့သွေးဆက်တွေကိုကြည့်လိုက်မိခင်ဖြစ်သူရဲ့စကားကြောင့်သမီးဖြစ်သူကလည်းခြေသုံးဝက်ကိုခြေမထိတ်နဲ့ကလော်ပြီးကြည့်လိုက်တော့အမေကတော့လှုပ်ပြီးသွေးဆက်တွေကဘဲမှလဲသမီးလည်းမတွေ့ပါဘူးဟဲ့အခုနကပဲငါတုတ်ထားတာလေအဝတ်ထဲမှာပေးနေတာဖြစ်မှာပေါ့တေချာလေးကြည့်ပါဦးမေရဲ့ခြေသုံးဝက်ကသမီးဒီနေ့မနက်မှာအသက်ထုတ်ထားတာသွေးဆက်တွေပေးနေတယ်ဆိုရင်လည်းအဝတ်မှာရှိနေရမှာပေါ့တို့အမေကတော့မျက်မှန်ပါဝါတိုးနေပြီထင်တယ်သမီးဖြစ်သူရဲ့ရဲကျဲစကားကြောင့်မခင်သိန်းတယောက်ကိုမယုံနိုင်ဖြစ်သွားပြီးမျက်မှောင်ကျုံလိုက်ပြီးတော့မိဖို့ကြောင်ကန်တွေကိုဝင်သွားခဲ့တယ်နီးလေကင်းရောက်တော့တမနက်လုံးချက်ပြုတ်ထားတာကြောင့်မျက်လုံးကမေးလာတဲ့အတွက်တရေတမောအိပ်ဖို့တင်ပြူးပြနဲ့ခေါင်းချပြီးလဲချလိုက်တဲ့အချိန်အိမ်ရှိကနေလူတယောက်တက်လာတဲ့ခြေတံကိုကြားလိုက်ရတယ်သမီးအိမ်ရှိမှာဘယ်သူလာလဲမသိဘူးကြည့်လိုက်ပါဦးမခင်သိန်းရဲ့ခေါ်တန်းကြောင့်အိမ်ကန်ထဲမှာဆက်ချုပ်နေတဲ့သမီးဖြစ်သူထွက်လာပြီးတော့ဘယ်သူမှမရှိပါဘူးအမေကလည်းဟေးဟုတ်လားလှေကားကတက်လာတဲ့ခြေတံကိုတိချာကြားလိုက်ပါတယ်အမေဒီနေ့မဟုတ်သေးဘူးနော်
တခုခုတော့တခုခုပဲဘာလဲအဖေကိုလွမ်းနေရလားတဲဒီဘိုင်းနာမှာတော့နင့်အဖေကငါလွမ်းเสียလားသူမရှိရင်ပိုးတော်လွတ်လပ်သေးတယ်ဟဲ့တွေ့မယ်အဖေခီးကပြန်လာရင်တိုင်ပြောဦးမှာတိုင်ပေါ့ကြီးညီအဖေကိုများငါကကြောက်မယ်ထင်နေရလားကဲငါတရေတမောအေးဦးမယ်အရေးကြီးတဲ့ကိစ္စမဟုတ်ရင်ငါ့ကိုလာမနှူးနဲ့ဦးအိပ်ပါရှင်အိပ်ပါသမီးကတော့အထည်လေးမနှက်ဖြန်မိပေးရမှာဆိုတော့ချုပ်လိုက်အောင်မယ်မလှသိန်းလေးခေါင်းပေါ်ခေါင်းချပြီးဟိုဘက်ဒီဘက်လှည့်နေရင်နဲ့အိတ်မပြောတပြောရှိနေတဲ့အချိန်လှေကားကနေတက်လာတဲ့ခြေတံကိုထပ်ပြီးတော့ကြားလိုက်ရပြန်တယ်ဒီတစ်ခါမှာတော့သမီးဖြစ်သူပဲဖြစ်မှာပါဆိုပြီးမျက်လုံးဖွင့်မကြည့်ပဲနဲ့အတန်ကိုနားထောင်နေတာခြေတံကအိမ်ငန်းထဲကိုဖြတ်ပြီးတော့အိမ်နောက်ဖေးဘက်ကိုဝင်သွားတာသတိထားလိုက်မိတယ်အဲ့ဒီအချိန်မှာပဲအိမ်ငန်းထဲကနေသမီးဖြစ်သူဆက်ချုပ်တဲ့အတန်ကိုထပ်ကြားလိုက်တော့အိတ်ချင်မှုတူဖြစ်နေတဲ့မလှသိန်းလည်းမနေသာတော့ပဲနဲ့ငေါက်ကနေထထိုင်ပြီးခြေတံကိုနားဆွင့်နေလိုက်တယ်ဒီတစ်ခါမှာတော့ခြေတံကအိမ်နောက်ဖေးမှာမဟုတ်တော့ပဲအိမ်ပေါ်ထဲမှာဖြစ်နေတာကိုကြားလိုက်ရပြန်တယ်တားမိနှစ်ယောက်ထဲနေတဲ့အိမ်မှာတခြားသူရဲ့ခြေတံကြားလိုက်ရတဲ့အတွက်အိမ်ငန်းထဲမှာဆက်ချုပ်နေတဲ့သမီးဖြစ်သူကိုအသာလက်ရက်ခေါ်ပြီးတော့သမီးအပေါ်ထဲမှာလမ်းလျှောက်နေတဲ့ခြေတံကြားတယ်တကူးများလားမသိဘူးဟာအမေကလေနေကင်းကြောင်တော့တကူးတက်ပါမလားဤကန္နာအဖေးများတိတ်တိတ်လေးပြန်လာပြီးတော့အမေကိုစနေရလားဟာမဖြစ်နိုင်တာနင့်အဖေကနောက်တစ်ပတ်လောက်မှပြန်ရောက်မှာလာအပေါ်တက်ကြည့်အောင်တားမိနှစ်ယောက်လည်းအိမ်မှာဆောင်ထားတဲ့တန်တိုးကိုကိုင်းပြီးတော့အိမ်အပေါ်တက်ကိုဖြည်းဖြည်းချင်းတက်ကြည့်တာလူရင်းနဲ့တူလာဆိုလို့ဘာမှမတွေ့ရတော့မှတပြင်းချလိုက်ကြတယ်အမေကိုပြောသားပဲစိတ်ထင်တာနေမှာပါလို့ဒီနေ့တနေ့လုံးဘာတွေဖြစ်နေလဲမသိပါဘူးသမီးဖြစ်သူရဲ့စကားကြောင့်မလှသိန်းကခေါင်းကိုကုပ်လိုက်ပြီးဟိုဒီစဉ်းစားပါလေရောညနေဆောင်ရောက်တော့တားမိနှစ်ယောက်နောက်တနေ့မနက်အာယုံဆုံးအတွက်ဘုန်းကြီးကျောင်းကိုစွန့်ကြိုင်ပို့ပြီးပြန်လာတဲ့အချိန်အိမ်ရှိမှလူတွေဆူယုံဖြစ်နေတာကိုမြင်လိုက်ရတယ်ဟေးကျော်တန်းဘာဖြစ်လို့ငါ့အိမ်ကိုထိုးဆန်းဝိုင်းကြည့်နေကြတာလဲဟောမလှသိန်းတို့ပြန်ရောက်လာတာအတော်ပဲဗျခုနကအိမ်မော်ကနေလူတယောက်ခုန်ချတာမြင်လိုက်လို့ဟေးငါ့အိမ်မှာဘယ်သူမှမရှိပါဘူးအဲ့ဒါပြောတာပေါ့ခြံတကားကလည်းတောက်ခတ်ထားတာမလှသိန်းတို့စွန့်ကြိုင်သွားပူတာလေကျွန်တော်မြင်နေလေနေပါဦးလူတယောက်ခုန်ချတယ်ဆိုတာဘယ်သူကမြင်တာလဲနင်မြင်လိုက်တာလားဟာကျွန်တော်မြင်တာမဟုတ်ပါဘူးဒီကောင်ထွန်းလွင်မြင်တာကိုကျော်တန်းစကားကြောင့်ရေခဲချောင်းစားနေတဲ့ကလေးကဟုတ်တယ်ကြီးတာတီချောင်းမြင်လိုက်တာအင်းကြီးအစိမ်းရောင်ဝတ်ထားတဲ့မိန်းမတယောက်အပေါ်ရက်ကနေဇော်ထိုးကြီးခုန်ချတာအောက်ရောက်တော့ပါဇက်ကရောခေါင်းကနေပါသွေးတွေထွက်ပြီးလဲကျနေလို့လေးကျော်တန်းတို့ကိုပြေးပြောတာဟေးဒါဆိုအဲ့ဒီမိန်းမရှိရမှာပေါ့အခုဘာမှလည်းမတွေ့ပါလားမလှသိန်းရဲ့စကားကြောင့်ထွန်းလွင်ကမျက်နှာငယ်လေးနဲ့တာတို့ပြန်လာတော့လဲကျနေတဲ့မိန်းမကမရှိတော့ဘူးဒါဆိုလေကလေးအမြင်မှာဖြစ်ချင်ဖြစ်မှာပါသွားအိမ်ပြန်တော့ကိုကျော်တန်းကထွန်းလွင်နဲ့ရဲကြည့်နေတဲ့သူတွေကိုမောင်းထုတ်လိုက်ပြီးတော့အမကျွန်တော်ပြောစရာရှိသေးတယ်အေးပြောလီကျော်တန်းဘာကိစ္စရှိလို့လဲဟိုလီကျွန်တော်လည်းပြောတဲ့မပြောတဲ့စဉ်းစားနေတာကျော်တန်းရဲ့စကားကြောင့်မလှသိန်းကစိတ်မရှိတော့ပဲနဲ့ကဲကိုတော့ချောပြောမယ်ဆိုလဲပြောမပြောဘူးဆိုလဲပြန်တော့ကဲဗျာကျွန်တော်ပြောရင်လက်မသွားကြနဲ့ဦးနင်ကလေစကားပလင်တော့ခဏပဲပြောမှသာပြောစမ်းပါအမားတို့အိမ်ထဲမှာမကောင်းတဲ့အရာတစ်ခုခုရှိနေပြီထင်တယ်ဟဲ့ကျော်တန်းနင်စကားကအစမရှိဆုံးမရှိနဲ့တိကျပြောစမ်းပါဟာဒီလူအမရဲ့လွန်ခဲ့တဲ့3ရက်လောက်ကလေးကညာဘက်ဒီဆိုရင်အမားတို့ channel မှာမိမတယောက်ကခောက်တော့ခောက်ပြန်လမ်းလျှောက်နေတယ်ဆိုပြီးတော့ရက်ွက်ထဲမှာပြောနေကြတယ်ဟေးညာဘက်ဒီဆိုရင်ငါလည်းတစ်ခါတလေလမ်းလျှောက်တတ်ပါတယ်လူများမားတာလားမဟုတ်ဘူးအမရဲ့အမားကိုတရက်ကွက်လုံးကတိနေကြတာပဲလူမားစရာတော့မရှိပါဘူးသူတို့ပြောတဲ့မိမပုံစံကပိမ့်ပိမ့်ပါပါနဲ့စပင်းကလည်းဂိုးဝဲလောက်ပဲရှိတယ်လို့ပြောတယ်ဟာနင်းဟာတေးကြလို့လားငါတို့မနေရအောင်မလုံးနဲ့နော်ဟောအမရဲ့ကျွန်တော်ကလှုပ်เสียလားအမတို့ရောထူးဆန်းတာကြီးမကြုံရဘူးလားကိုကျော်တန်းရဲ့စကားကြောင့်ဘေးမှာရက်နေတဲ့သမီးဖြစ်သူကထူးဆန်းတာဆိုလို့မကြုံပါဘူးကွယ်အမားတို့နေနေတာပဲဘာမှမဖြစ်ပါဘူးမလှသိန်းကသမီးဖြစ်သူရဲ့စကားကိုကြားပြက်ပြောလိုက်ပြီးတော့ဝင်ကာလိုက်တယ်ဒါဆိုလဲတတိတော်ထားဖို့ဗျာကျွန်တော်အမြင်ကတော့အကူပြန်လာရင်တန်ဃာတော်တွေပင့်ပြီးပရိတရားနာစေခြင်းနဲ့အေးပါကျော်တန်းရဲ့နင်တို့အကူလာရင်ငါစီစဉ်လိုက်ပါမယ်အခုကမိုးလဲချုပ်နေပြီဆိုတော့နင်လည်းပြန်တော့လေ
ဒါဆိုကျွန်တော်လည်းပြန်လာအောင်မယ်တခုခုဆိုအချိန်မရွေးអော်ခေါ်လိုက်တော့မှမလှသိန်းလည်းလက်ထွက်သွားတဲ့ကြော်တန်းရဲ့နောက်ကျောကိုကြည့်ပြီးတော့တပ်ပြင်းရှိတစ်ချက်ကိုမှုတ်ထုတ်ပြီးခြံထဲကိုဝင်လာခဲ့တယ်အိမ်မော်ကိုရောက်တော့သမီးဖြစ်သူကမျက်နှာငယ်လေးနဲ့အမေဦးလေးကြော်တန်းပြောတဲ့အတိုင်းဆိုရင်သမီးတို့ရင်တခုခုဖြစ်နေပြီထင်တယ်တိတ်လေကြောက်လွန်မနေပါနဲ့ဒီရင်ကနင်းအဖေမဝယ်ခင်ကလေးကဒီလိုပြဿနာတွေရှိခဲ့ဘူးတယ်ဟင်ဟုတ်လားဒါဆိုအမေလည်းအခုလိုအဖြစ်မျိုးကြုံမှုတာပေါ့ဟုတ်တယ်ဒီရင်ကိုနင်းအဖေကအကျွေးနဲ့သိမ်းထားတာလေအကျွေးပေးရမယ့်သူကငါတို့မိသားစုကိုမချေနဲ့လို့နေငယ်ငယ်ကအောက်လန်းနဲ့တခါလောက်ခဲ့ဘူးတယ်အမေဆိုသေးလူမျိုးပါဖျားနာခဲ့တာနောက်တော့ရောဘလို့ဖြစ်သွားတာလဲသမီးမွေးပြီး၄နှစ်လောက်ကြာတော့နေဦးလေးရဲ့ဆက်သွယ်နဲ့ဆရာတချို့အိမ်ကိုရောက်လာတယ်ပြီးတော့တိုက်ထားတဲ့အနောက်ရှက်တွေကိုရှင်းလင်းပေးခဲ့ဘူးတယ်အဲ့ဒါမှပြဿနာပဲဦးလေးကလွန်ခဲ့တဲ့၄နှစ်လောက်ကလေးကဆုံးသွားတာဆိုတော့အခုဖြစ်နေတဲ့အရာတွေကိုဘယ်သူ့ကိုရှင်းခိုင်းရမှာလဲအမေလည်းမပြောတတ်သေးဘူးသမီးရဲ့ဒီနေ့ညတော့ဒူသားမိအခြေအနေကိုစောင့်ကြည့်ရတာပေါ့မလှသိန်းလည်းသမီးဖြစ်သူကိုဖြောင်းပြပြီးတော့အိမ်ရှိဧကန်မှာထိုင်ချလိုက်တဲ့အချိန်အိမ်ပေါ်ထဲမှာလမ်းလျှောက်နေတဲ့ခြေတံကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်ခြေတံကအိမ်ရှိဝရန္တာဘက်ကိုရှောက်သွားပြီးခဏနေတော့အောက်ကိုကျလာတဲ့အတန်တစ်ခုကြားလိုက်ရတယ်အတန်ကြားလို့အိမ်ရှိကိုထွက်ကြည့်တော့ဘာမှမတွေ့ရပဲစိုက်ထားတဲ့ပန်းဦးတချို့လှုပ်ရမ်းနေတာကိုပဲမြင်လိုက်ရတယ်အတန်ပလန်ကြီးရက်သွားလို့အိမ်မလို့လှုပ်တော့မှပဲအလွန်ဆိုးရတဲ့အပုပ်နှံကဧကန်ထဲကိုလှိုင်ကနေဝင်လာခဲ့တယ်သမီးဖြစ်သူကတော့ညှိဆိုးဆိုးအပုပ်နှံကြောင့်ပါဇက်ထဲကနေပြုတ်တက်လာပြီးဘေးမှာရှိနေတဲ့ထွေးကန်ကွက်ထဲကိုအန်ချနေတဲ့အချိန်အိမ်ရှိတကားဘဝကနေတစ်စက်ချင်းကျလာတဲ့သွေးဆက်တချို့ကိုမလှသိန်းကမြင်လိုက်ရတယ်ဒီတစ်ခါမှတော့တားမိနေရောက်လုံးဟမ်မဆောင်နိုင်ကြတော့ဘဲနဲ့အိမ်တကားကိုအတင်းဆွဲဖွင့်ပြီးခေါင်းရင်းအိမ်ရှိရာစီကိုပြေးကြတော့တယ်စန်းခင်တကားပွင့်မအောင်ဟဲမလှသိန်းဘလို့ဖြစ်တာလဲနောက်မှပြောရမယ်ငါ့ကိုရေတစ်ခွက်ရင်တိုက်စမ်းပါမစန်းခင်ကမျက်လုံးပြူးမျက်စံပြူးပြေးလာကြတဲ့သားအမိကိုထားပြီးတော့အိမ်ထဲမှာရှိတဲ့တောက်ရီဦးတွေကနေတောက်ရီနှစ်ခွက်ခတ်ပြီးတိုက်လိုက်တော့မှမလှသိန်းတို့သားအမိလည်းအနေငယ်ငြိမ်သွားခဲ့တယ်စန်းခင်ကိုကျော်တန်းပြောတာမှန်နေပြီဘာလို့မှန်တာလဲရှင်းရှင်းပြောစမ်းပါမလှသိန်းလည်းစန်းခင်ကိုဖြစ်ချောင်းကုန်စင်ပြောပြလိုက်တော့ကျမလည်းသတိထားမိတာတော့3-4ရက်လောက်ရှိပြီမလှသိန်းတို့မယုံမှစိုးလို့မပြောပြတာနေရဗာများသတိထားမိလို့လဲဒီအပိုင်းညအပူချိန်ကခါတိုင်းထက်ပိုများတယ်မလားကျမလည်းညာဘက်တီပူလို့အိတ်မရတာနဲ့ခြံထဲလမ်းဆင်းလျှောက်တဲ့အချိန်မလှသိန်းတို့ဝရန္တာပေါ်မှာလက်ကိုဆန်တန်းပြီးတော့မတ်တက်ရနေတဲ့မိန်းမတယောက်ကိုဖြတ်ကနေမြင်နေရတာသတိထားမိလို့နောက်တစ်ခေါက်ပြန်ကြည့်လိုက်ရင်မတွေ့ရတော့ဘူးငါလည်းစိတ်တည်ညစ်ပါတယ်အေးနင်းကိုကလည်းနောက်ဘက်မှပြန်လာမှဆိုတော့ဘလို့လို့ရမလဲမသိတော့ပါဘူးဒီတိုင်းထားလို့တော့မဖြစ်ဘူးနော်အမားတို့စွန့်ညိုင်ပို့နေတဲ့ဘုန်းကြီးကျောင်းဆရာတော်ကိုမနှက်ဖြန်အကျိုးကြောင်းရှောက်ကြည့်ပါလားအေးဟုတ်တယ်နင်ပြောတဲ့အကြံမစိုးဒီညတော့နင်တို့အိမ်မှာပဲငါတို့သားမိအိတ်လိုက်တော့မယ်အမလီဒီလူနဲ့ဒီလူပြောစရာလူသေးလို့လားစန်းခင်ကမလှသိန်းကိုမျက်စောင်းထိုးပြီးတော့အိယာခင်းဖို့အတွက်ဆောင်းနေချင်တော်နေသွားယူလာခဲ့တယ်နောက်တနေ့မနေ့ရောက်တော့ဘုန်းကြီးကျောင်းကိုသွားပြီးဆရာတော်ကိုရှောက်ကြတယ်ဒီလောက်တောင်ဖြစ်နေတာလားဒကမကြီးရဲ့ဒါဆိုလေဦးစင်းတို့ကျောင်းကတန်ခါ9ပါးအတွက်နေရာပြင်ထားလိုက်စွန်းမစားခင်ကြွလာပြီးမယ်ဆရာတော်ကအဲ့ဒီလိုမိန်လိုက်တော့မလှသိန်းလဲစွန့်ကပ်ဖို့အတွက်ချက်ချင်းပဲဇီးဝဲချက်ပြုတ်ပြီးတော့အိမ်မှာအသင့်ပြထားလိုက်တယ်တန်ခါတော်ကြီးကြွလာပြီးပရိတရားနာနေတဲ့အချိန်မှာတော့အိမ်အပေါ်တက်ကနေထွက်ပြေးသွားတဲ့ခြေတံတစ်ခုကိုကြားလိုက်ရတယ်အားလုံးပြီးစီလို့တန်ခါတော်ကြီးပြန်ကြွသွားတဲ့အချိန်ပရိရည်တွေကိုအိမ်နှံ့ပတ်ဖြန်းပြီးတော့အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်အဲ့ဒီနေ့ကစပြီးတပတ်ပြည့်တဲ့နေ့အထိဘာအတန်ဘာအနံ့မှမရတော့တဲ့အတွက်မလှသိန်းတို့သားအမိလည်းစိတ်လက်ရည်ဖြစ်သွားခဲ့တယ်ဒီအခြေအနေတွေကခင်မွန်းဖြစ်သူပြန်ရောက်လာတဲ့နောက်တစ်ပတ်တနင်္လာနေ့မှာတော့ပြန်လဲစူပွားလာခဲ့တယ်လှသိန်းအိမ်ရှိကလထိုင်မှာထိုင်ပြီးကော်ဖီတောက်နေတဲ့ခင်မွန်းဖြစ်သူရဲ့အတန်ကြောင့်ဟင်းချက်နေတဲ့မလှသိန်းကအပြင်ကိုထွက်လာပြီးတော့ဘလို့ဖြစ်လို့ကျုပ်ကိုအသေးတန်ခေါ်နေရတာလဲအေးခုနကမိမတယောက်အပေါ်တက်သွားတာမြင်လိုက်ရတယ်အဝိတ္တိမိဘူးတိုက်ကိုခေါ်ထားသေးရလားဟင်မခေါ်ထားပါဘူးအိမ်ရောက်ဝိတ္တိအားလုံးသမီးရပဲရှော့ဖို့မိဘူးတိုက်နေတာလေဘယ်အမိမကအိမ်ပေါ်တက်သွားတာလဲဟာငါလည်းမသိလို့မင်းကိုမေးတာလေသွားအိမ်ပေါ်တက်ကြည့်အောင်ကိုမင်းမဟုတ်သေးဘူးနော်ရှင်ကဒီနေ့မှရောက်လို့ဘာမှမသိသေးတာဒုက္ခပါပဲဘလို့လို့ရမလဲမသိတော့ဘူးမ
မလှသိန်းရဲ့အမူအရာကိုကြည့်ပြီးကိုမင်းမောင်တယောက်ကြောင်တောင်ဖြစ်သွားတယ်။ဘာဖြစ်တာလဲလှသိန်းကငါ့ကိုလည်းတရားရှင်းပြပါအောင်။ဒီလိုတော့ကြီးမလှသိန်းလည်းအိမ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုအသေးစိတ်ပြောပြလိုက်တော့မှကိုမင်းမောင်တယောက်မျက်လုံးပြူးမျက်စံပြူးဖြစ်သွားတယ်။အပေါ်ထဲမှာဘာသူရှိလဲ။ဟေးမင်းနေရလေ။အောက်ထက်ကနေကျေးလောင်စွာអော်လိုက်ပြင်မဲ့အပေါ်ထဲကနေအကြောင်းပြန်တဲ့အတန်မကြားရတာကြောင့်ကိုမင်းမောင်ရဲ့စိတ်ထဲမှာထင်ကနေဖြစ်သွားပြီးတော့လှသိန်းပြေးရရှိသေးလားမရှိတော့ဘူးအိမ်မှာလည်းအချင်းကြီးတည်ငြိမ်သွားပြီဆိုတော့မနေ့ကဘေးအိမ်ကိုပေးလိုက်တာဒါဆိုလဲဘေးအိမ်ကနေသွားတောင်ကြည့်လိုက်သူတို့မှရှိလောက်သေးတယ်ကိုမင်းမောင်ရဲ့စကားကြောင့်မလှသိန်းကအပြင်ထွက်ဖို့အလို့ပရိတ်ရီတောင်းလဲသူတို့ကိုခက်တာလောက်ပဲထိန်းထားလို့ရမှာတကယ်လှုပ်ထားတဲ့အရင်မြက်ကအိမ်ထဲမှာရှိနေတယ်အတန်ကြားလို့လှည့်ကြည့်လိုက်တော့အသက်30အရွယ်လူငယ်3ယောက်ကိုမြင်လိုက်ရတယ်ဒီကမောင်ရင်တို့ကဘာလို့ဆိုလိုတာလဲကျုပ်တို့ကဒီအိမ်ထဲမှာရှိတဲ့မကောင်းတဲ့ငွေသက်တွေကိုမြင်လို့ပြောလိုက်မိတာပါဟုတ်တယ်အိမ်မှာထူးဆန်းတာတွေဖြစ်နေတာပရိတ်ရွတ်တော့လေခဏပဲပြီးရင်ငကိုတိုင်းပြန်ဖြစ်နေတာကျုပ်တို့အတွေ့အကြုံရပြောရမယ်ဆိုရင်တော့အိမ်ရဲ့တနေရာမှာလူတွေနဲ့မအပ်ဆက်တဲ့ပစ္စည်းတစ်ခုရှိနေပြီနဲ့တူတယ်အကြီးတို့သဘောတူမယ်ဆိုရင်ကျုပ်တို့ကြည့်ပေးပါရစေဒါဆိုမောင်ရင်တို့ကအထက်လန်းဆရာတွေပေါ့နော်ဝမ်းသာလိုက်တာမောင်ရင်ရဲ့ကူညီနိုင်ရင်ကူညီပေးပါဦးအဖေကြီးဧည့်သည်တွေအတွက်နေရာပြင်ပေးပါအောင်အိမ်ရှိကနေလမ်းကိုလိုက်တဲ့မလှသိန်းရဲ့စကားကြောင့်ကိုမင်းမောင်ကအိမ်ရှိကိုထွက်လာပြီးတော့အော်အေးငါပြင်ထားလိုက်မယ်လာဆရာလေးတို့အိမ်ထဲကိုကြွပါလူငယ်3ယောက်လည်းအိမ်ထဲကိုမဝင်ခင်ဘေဘီဝေယာကိုစောင်းငယ်ကြည့်ရှုကအကဲခတ်လိုက်ပြီးတော့အိမ်မော်ကိုတက်လာခဲ့တယ်။အော်ဆရာလေးတို့အတွက်ဗာများကူညီပေးရအောင်မလဲ။ရပါတယ်။ကျုပ်တို့ကိုဖះเจ้าဆောင်ရှိတဲ့နေရာကိုသာခေါ်သွားပေးပါ။မလှသိန်းလည်းဖះเจ้าဆောင်ထားရှိတဲ့အိမ်ပေါ်တက်ကိုလိုက်ပြဖို့တက်လာရင်လှေကားထိပ်ကိုရောက်တော့တယောက်ယောက်ကတိုးဝေပြီးပြေးဆင်းသွားသလိုခံစားလိုက်ရတယ်။လူငယ်3ယောက်ကတော့ ADA ဆက်အနေထားနဲ့ဖះเจ้าဆောင်ရှိဝင်ထိုင်လိုက်တယ်အတော်ဆိုးဆိုးဝါးဝါတိုက်ထားတာပဲရှင်ဒါဆိုဘယ်လိုလုပ်ရမလဲဆရာလောလောဆယ်တော့ကျုပ်တို့ကိုကျွေးပကံများတစ်ချက်ရဲ့ရေတန်းတန်းတစ်ခွက်ရဲ့ယူလာပေးပါလူငယ်ရဲ့စကားကြောင့်ကိုမင်းမောင်ကကမန်းကရန်ထပြီးတော့အိမ်အောက်ကိုဆင်းသွားခဲ့တယ်ခဏကြာတော့ကျွေးပကံများတစ်ချက်နဲ့ရေတန်းတစ်ခွက်လက်ထဲမှာပါလာခဲ့တယ်ဆရာတို့ယူခိုင်းထားတာတွေရပါပြီအခုဒီမှာရှိတာအိမ်သားတွေအကုန်ပဲပေါ့နော်ဟုတ်ပါတယ်ဒါအကုန်ပါပဲဒီအိမ်မှာကျွန်တော်တို့မိသားစု3ယောက်ပဲနေတာပါကိုမင်းမောင်ရဲ့စကားအဆုံးမှာလူငယ်3ယောက်ကဖះเจ้าဆောင်ဘက်ကိုမျက်နှာမူလိုက်ပြီးတော့ငါးပါးတီလာဥစွာခံယူလိုက်တယ်ပြီးတာနဲ့အလဲမှာရှိနေတဲ့လူငယ်ကကျွေးပကံနဲ့ရေခွက်ကိုကင်ပြီးတော့ကျွန်ုပ်ဒီပညာစတင်ယူစဉ်ကလေးကဂိုင်းမချမှတ်ထားတဲ့ကျင်းဝေတိတ်ခါတွေကိုမကျိုးပြအောင်စောင့်ထိန်ပြီး9ရက်သားသမီးများကိုကယ်တင်ခဲ့ပါတယ်ဒီသစ္စာစကားကြောင့်ကျွန်ုပ်၏လက်ထဲမှာကင်ထားသောရေစင်ရေစက်ထဲသို့ဂိုင်းမရှိတဲ့အာနာဇက်အပြည့်အဝစီးစင်းဝင်ရောက်ပါစေသာလူငယ်ကအဲ့ဒီလိုတိုင်တယ်ပြီးတော့ရေခွက်ကိုအောက်ချလိုက်တဲ့ဆိုတာနဲ့ငိမ်သက်နေတဲ့ရေပြင်ကမမြင်ရတဲ့အရာတစ်ခုကူးခတ်နေသလိုဘောင်းမင်ခတ်လာခဲ့တယ်ကဲအခုကျုံမေးချင်တာကဒီအိမ်ထဲမှာရှိနေတဲ့ပုံကိုအိမ်သူအိမ်သားတွေကစက်ထားခြင်းလားနှင်ထုတ်စေခြင်းလားနှင်ထုတ်ပေးပါဆရာအိမ်ထဲမှာမထားခြင်းပါဘူးကောင်းပြီဒီအိမ်ပိုင်ရှင်ဖြစ်သူရဲ့ခွင့်ပြုချက်ကြောင့်အိမ်ရင်တွဲမှာရှိတဲ့မကောင်းတဲ့ပုံကိုမှန်သမျှကျုပ်အရှိကိုရောက်လာစေစက်ကြဝဠာအတွင်းရှိမြည်သည့်နေရာတွေမှာမိကိုပုံအောင်ခြင်းမပြုနိုင်စေလူငယ်ကအာနာဇက်အပြည့်ပါတဲ့အတန်နဲ့ပြောပြီးကျမ်းမြင့်ကိုရေစက်နဲ့တောက်ချလိုက်တာနဲ့ခြံတကားကိုဝုန်းကနေတွန်းဖွင့်ပြီးတော့အိမ်မော်ကိုတက်လာတဲ့ခြေတံတစ်ခုကိုကြားလိုက်ရတယ်။တင်ရောက်လာပြီလား။ဒါဆိုလေတင်နဲ့ပတ်သက်တဲ့ဆက်နွယ်သူကိုယ်ထဲဝင်ရောက်ပြီးကျုံမီးတာကိုအမှန်တိုင်းဖြေဆိုစီ။ဆရာဖြစ်သူကအဲ့ဒီလိုအမိန်ပြန်လိုက်တာနဲ့အရှိမထိုင်နေတဲ့ကိုမင်းမောင်တယောက်တကူလုံးတစ်ဆက်ဆက်တုံလာပြီးတော့ငါရောက်ပြီ။ဗာမေးစရာရှိလို့လေ။ယောက်ျားရင်းမာအတန်ကြီးကချက်ချင်းဆိုသလိုပဲမိမအတန်ပြောင်းတော်တာမြင်လိုက်ရတော့မလှသိန်းရောတမိဖြစ်သူပါတန်တော်ဖြစ်နေခဲ့တယ်။တင်းမသူလဲ။ဘာကြောင့်ဒီအိမ်မှာခိုကက်နေရတာလဲ။ငါမပြောချင်ဘူး။ငါအကြောင်းနဲ့ငါရှိလို့ဒီအိမ်မှာနေနေရတာ။မပြောလို့ဖြစ်မလား။
ဒီအိမ်မှာတင်ဘလို့မှနေလို့မရဘူးဟုတ်တယ်ငါနေလို့မရဘူးဒါပေမဲ့ငါဆက်နေမှရမယ်ငါ့ကိုဒီအိမ်ရဲ့တနေရာမှာထားတယ်ဘသူကလောက်တာလဲအမှန်ကိုပြောစမ်းငါမသိဘူးငါ့ကိုခိုင်းရင်သူ့အတန်ကိုပဲကြားရတယ်သူခိုင်းတာမလုပ်ရင်အသွေးသားတွေကတဆစ်စစ်နာကျင်အောင်သူကလောက်တာတင်းကိုလွတ်ပြီးရင်ဒီကနေထွက်သွားမလားငါအသွေးသားမကုံစင်တဲ့၍ဒီကနေငါသွားလို့မရဘူးကောင်းပြီတင်းစကားအသွားလာရဘာဆက်လုပ်ရမယ်ဆိုတာကြုတ်သိပြီအခုဒီခန္ဓာကိုယ်ထဲကနေတင်းခဏထွက်ပြီးတော့တင်းကိုခိုင်းတဲ့သူဝင်လာစေကျုပ်အမိန်ကိုမနာခင်ရင်ငရဲမိဆွေတွေကြားထဲနေရတယ်လို့ပူလောင်ပါစေသားလူငယ်ကအမိန်ပြီးပြီးတာနဲ့ကိုမင်းမောင်ရဲ့မျက်နှာကိုရေစက်နဲ့တောက်လိုက်တော့ကိုမင်းမောင်တယောက်အရှိကိုအယုတ်ကျူးပြက်လဲကျသွားခဲ့တယ်မလသိန်းကလဲကျသွားတဲ့ယောက်ျားဖြစ်သူကိုဆွဲထူဖို့လို့ဘဲကောင်လဲကွာငါ့ကိုခေါ်တာကိုမင်းမောင်ကအဲ့ဒီလိုကျိန်သွားပြီးတော့ထခုန်လိုက်တာတရောင်လောက်မြင့်တက်သွားခဲ့တယ်တင်ရောက်လာပြီလားကဲရောက်လာရင်လည်းအေးလူလူနေအိမ်သားတွေကိုစိတ်ဆင်းရဲအောင်ထမလုပ်နဲ့အမေရာဆဆငါ့ကိုလာအမိန်ပေးနေတယ်ဟုတ်တယ်တင့်ကိုကျုပ်အမိန်ပေးနေတာအခုကျုပ်မီးတာကိုအမှန်တိုင်းဖြေရင်အသားမနာစီရဘူးလို့ဂရီးပေးတယ်နင်ကဘာမို့လို့ငါကမီးတိုင်းဖြေရမှာလဲလူငယ်ကလည်းခေါင်းမနေတဲ့အဆွဲကိုကြည့်ပြီးတော့စုပ်တစ်ချက်တက်လိုက်ပြီးတင်ကျုံမီးတာကိုမဖြေမှသိကြလားအေးငါမဖြေဘူးဆိုနင်ဘာလုပ်မလဲဒါဖြင့်လေရေစင်တစ်စက်ရဲ့ရတာလေးမြည်သွားပါအောင်လူငယ်ကပြောရင်းဆိုရင်နဲ့လက်ညှိုးစိန်ထားတဲ့ရေခွက်ထဲကရေနဲ့တောက်ထုတ်လိုက်တော့ကိုမင်းမောင်တယောက်ငဲတန်းပေါင်းအော်ဟေရင်လူလိမ့်နေတော့တယ်သမီးဖြစ်သူကဖခင်ဖြစ်သူခံစားနေရတာကိုကြည့်ပြီးကျမအဖေတီးတော့မယ်ရှင်တို့ဘယ်လိုလုပ်နေတာလဲမင်းကလေးစိတ်ထိန်မှာအခုဖြစ်နေတာကတင့်အဖေမဟုတ်ဘူးတင့်အဖေကိုလည်းဝင်ပူးနေတဲ့အဆွဲကဖြစ်နေတာပါအဆွဲထွက်သွားရင်တင့်အဖေရဲ့ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာတစ်ခုမှမကြံစီရဘူးလို့အာမခံပါတယ်သမီးရဲ့ဆရာတို့ကနားလေလို့လုပ်နေတာခဏသီးခံလိုက်နော်ဂျားထဲကနေမလသိန်းဝင်ပြောတော့မှသမီးဖြစ်သူလည်းငြိမ်သွားခဲ့တယ်လူငယ်ကလည်းကျမ်းမာလူလိမ့်နေတဲ့အဆွဲကောင်ကိုကြည့်ပြီးတော့ဟေးတိတ်ဟန်ဆောင်မနေနဲ့ကျုပ်တောက်လိုက်တဲ့ရေစင်ကအလောက်ဖြစ်เสียမရှိဘူးလူငယ်ကပြောလိုက်တော့မှလူလိမ့်နေတဲ့အဆွဲကောင်ကရဲကျဲကျဲနဲ့စောင့်ကြောင်ထထိုင်ပြီးတော့ဆရာဖြစ်သူအားရအောင်ကျုပ်ကပူခြင်းအောင်ဆောင်ရတာပါဟဲခုနကကျုပ်ကခမားကိုစမ်းသက်တဲ့အနေနဲ့ဘာအမိတ်မှမပြန်မဲရေစင်နဲ့တောက်လိုက်တာခမားတို့ပညာသည်တွေကအမူအရာတဲများတကူမများပါဘူးဗျာမများပါဘူးဆရာပညာကိုလေးစားလျက်ပါအစွဲကောင်ကလူငယ်ကိုမထီသလိုကြည့်ပြီးတော့ခနဲ့တဲ့ပြောလိုက်တဲ့လေတန်းကြောင့်ဘေးမှထိုင်ကြည့်နေတဲ့လူငယ်နှစ်ယောက်စီကနေတိုးညင်းတဲ့ရည်တန်းတချို့ထွက်ပေါ်လာခဲ့တယ်ဟိုနှစ်ယောက်ငါကနင်တို့ဆရာကိုလေးစားတယ်ပြောတာရေးစရာပါလို့လားရေးစရာတော့မပါပါဘူးဒါပေမဲ့မကြခင်ခမရတကယ်ခံစားရမယ့်ပုံကိုမြင်အောင်ကြည့်မိလို့ပါငါလိုဆရာမျိုးကိုဒီငချွတ်လေးကနားအောင်လုပ်အောင်မယ်တယ်လားအန်အောလို့မဆုံးပါဘူးအစွဲကောင်ကလူငယ်ကိုကြည့်ပြီးတော့တောင်စင်ရေမရစကားတွေပြောလိုက်ဝေးလိုက်ပတ်လိုက်လုံနေရင်တအောင်ကြတော့ငါ့ကိုလွတ်ကြစမ်းလွတ်ကြနင်တို့ဘသူတွေကိုခေါ်လိုက်တာလဲငါလှုပ်မရတော့ဘူးအမလီမလုပ်ကြပါနဲ့အစွဲကောင်ကစကားပြောနေရင်လုံထွေးတဲ့အတန်နဲ့အော်ဟစ်ရင်းနဲ့မတ်တက်ထားရဖို့အလို့ငယ်လေးကိုလန်ကျော်နဲ့ထောက်ထားစမ်းထတာနဲ့ပေါအောင်ထိုးဖို့အမိန်ပြန်နေအမလီမထားရတော့ပါဘူးကြောက်ပါတယ်ဟင်ဘာတွေလုပ်ကြအောင်မလို့လဲငါပါဇက်ကိုမဖြဲနဲ့လေဟုတ်ပြီအင်းဆောင်တွေကအစွဲကောင်ရဲ့ပါဇက်ထဲကိုပွက်ပွက်ဆူနေတဲ့ငရဲမီးတွေလောင်းထည့်ကြဓာရကိုပေါက်ကနေပြန်မထွက်အောင်အကုန်ပိတ်ဆို့ထားကြအမလီမလုပ်ပါနဲ့ခဏရက်လိုက်ကြအောင်ဘလို့လဲဒီတစ်ခါရောတင်ဟန်ဆောင်နေရလားမဟုတ်ပါဘူးကျုပ်တကယ်ပူလောင်လုံးအော်နေမိတာပါကျုပ်ကိုလွတ်ပေးပါဒါဆိုရင်ကျုပ်မီးတာကိုအမှန်တိုင်းဖြေမှာလားဖြေပါမယ်တင်းဒီအိမ်ကိုဘာလုပ်ထားတာလဲကျုပ်ကိုအခကြီးငွေမြုံမြတ်ပေးလို့လုံးမိတာပါကျုပ်နောက်ကိုမလုပ်တော့ပါဘူးတင်းကိုဘသူကခိုင်းတာလဲဆိုတာအင်ရှင်နေသိအောင်ပြောပြလိုက်မိမတယောက်ခိုင်းတာပါဒီအိမ်မှာနေတဲ့သူတွေမနေရဲဖြစ်ပြီးတော့အိမ်ကိုပြန်ရောက်အောင်လုပ်ခိုင်းတာပါအစွဲကောင်ရဲ့စကားကြောင့်မတ်လာသိန်းကအဲ့ဒီမိမရဲ့နာမည်ဘလို့ခေါ်လဲဆိုတာမေးပြပါဆရာကျမတို့ကိုအခုလိုထိဖြစ်အောင်လုပ်ရကြတာစိတ်ထိန်မာကြီးကျုပ်တို့အကောင်းဆုံးဖြေရှင်းပေးပါမယ်
လူငယ်ကမလှသိန်းကိုဖြောင်းပြပြီးတော့အစွဲကောင်ကိုကြည့်လိုက်ပြီးမကောင်းတဲ့ပစ္စည်းကိုဒီရင်ရဲ့ဘယ်နေရာမှာမြုပ်ထားတာလဲဟိုအိမ်ရှိကွန်ကရစ်အောင်မှာထည့်ထားပါတယ်တင်းလိန်ပြောရင်ကြုံကြောင်သိမယ်နော်မလိန်ရဲပါဘူးအဲ့ဒီမိန်းမကလူတွေကြောက်လန့်ပြီးမနေရအောင်ပဲလောက်ခိုင်းတာပါဒါဆိုတင်းအစီရင်ကဘာကြောင့်မိန်းမတယောက်ဖြစ်နေရတာလဲလွန်ခဲ့တဲ့၄လလောက်ကတိုက်ပေါ်ကခုန်ချပြီးတည်သွားတဲ့မိန်းမတယောက်ရဲ့တွေးကိုယူပြီးတော့မြုပ်ထားတာပါဟုတ်လားကြီးဒီအိမ်မှာကြုံနေရတာနဲ့တူနေလားဟုတ်တယ်ညဘက်ဒီဆိုရင်မိန်းမတယောက်ကဝရန်နာကနေအောက်ကိုခုန်ချတာမြင်တဲ့သူတွေမြင်ကြတယ်အေးတင်ပြောတဲ့အတိုင်းဟုတ်မဟုတ်ကြည့်အောင်မယ်မင်းတို့နှစ်ယောက်ကဒီဆွဲကောင်ကိုကြည့်ထားကြအိမ်ရှင်တွေကကျုံနဲ့လိုက်ခဲ့ပါအိမ်ရှိကိုရောက်တော့အနီးနားမှာရှိတဲ့သူတွေကိုခေါ်ပြီးကွန်ကရစ်ပြားကိုခွာထုတ်လိုက်တော့မြေကြီးထဲမှာထမိန်စုပ်တစ်ထည်နဲ့ဖုံးအုပ်ထားတဲ့မြေဦးတစ်လုံးကိုတွေ့လိုက်ရတယ်ဟင်ဘလို့ဖြစ်ရတာလဲဒီနေရာကိုကွန်ကရစ်ခင်းတော့ကအကြီးပြီးတာတွေလည်းပြီးခဲ့ပါပြီမသိချင်အောင်ပဲစောင့်နေလိုက်ပါလူငယ်ကထွက်လာတဲ့မြေဦးကိုဓာတ်ဆီလောင်မီးရှို့ခိုင်းပြီးတော့အိမ်မော်ကိုပြန်တက်လာခဲ့တယ်ဆရာလေးအခုနောက်ကမပြောနဲ့ဆိုလို့သာကျမမျိုးသိပ်ထားခဲ့တာဒီနေရာကိုကွန်ကရစ်ခင်းတော့ကအရက်ထဲကအလုပ်သမားတွေပဲခိုင်းခဲ့တာဘလို့ဖြစ်လို့ဒီဟာကကွန်ကရစ်အောက်ကိုရောက်နေရတာလဲသူတို့လည်းအခါကြီးငွေရလို့လုပ်ခဲ့တာဖြစ်မှာပါအခုကျုပ်တို့ရှင်းပြခဲ့ပါမယ်အမုန်းတရားကိုမနှက်ဖြန်အထိမသေးသွားကြပါနဲ့ဆရာလေးတို့ပြောလို့သာတီးခံလိုက်တာဒီကိစ္စကိုဘယ်သူလုပ်တယ်ဆိုတာကျမရိပ်မိနေတယ်သူ့အပူကနေကိုယ့်အပူမဖြစ်ပါစေနဲ့ရေးရဲ့ကဲဒီအစွဲကောင်ကိုလည်းနောက်မလုပ်အောင်ဆုံးမရအောင်မယ်လူငယ်ကမလှသိန်းကိုပြောပြီးတာနဲ့အစွဲကောင်ဘက်ကိုလှည့်ပြီးတော့တင်အခုကြုတ်ပေးထားတဲ့အင်းကိုတောက်မလားထပ်ပြီးရသားနာခံမလားတောက်ဆိုတောက်ပါမယ်ဒီဝေဒနာကိုတော့ထပ်ပြီးမခံရစေနဲ့ကောင်းပြီရော့ဒီရေစင်ကိုကန်ပြီးတော့နောက်9ရက်သားသမီးတွေကိုဒုက္ခမပေးတော့ပါဘူးဒုက္ခပေးခဲ့ပါကသွေးပွက်အံပြီးသိပါစေလို့တစ္ဆာဆိုပြီးတော့တောက်ရမယ်ဟိုဘာလဲမတောက်ဘူးလားအင်းဆောင်နေဒီတကောင်းသားကိုတောက်ပါမယ်တစ္ဆာလဲဆိုရမယ်ကျုပ်မှလည်းမိသားစုရှိသေးတယ်အသက်သေးလို့တော့မရဘူးအစွဲကောင်လည်းလူငယ်ပြောတဲ့အတိုင်းတစ္ဆာဆိုပြီးတော့ရေစင်ကိုတောက်ချလိုက်တဲ့အချိန်ဦးမင်းမောင်လည်းအယုတ်ကျိုးပြက်လဲကျသွားခဲ့တယ်ခဏနေတော့သတိပြန်ရလာပြီးကျုပ်ခုနကအိပ်ပျော်သလိုဖြစ်သွားတာအိမ်မက်ထဲမှာလွန်ခဲ့တဲ့နှစ်20ကဒီအိမ်မှာနေခဲ့တဲ့မိမကိုမြင်ရတယ်ပြီးတော့အသားမဲစပင်းရှိနဲ့လူတယောက်ကိုလည်းမြင်လိုက်ရသေးတယ်တိတ်လည်းစိတ်ထဲမထားပါနဲ့အိမ်မက်ဆိုတာကစိတ်ဆွဲလန်းရင်လည်းဖြစ်တတ်ပါတယ်ဦးလေးတို့မိသားစုအားလုံးလည်းအခုကျုပ်ပေးတဲ့အင်းကိုပြာချပြီးတော့တောက်လိုက်ပါနောက်နေ့ကျရင်တန်ဃာတော်တွေပြိဖိတ်ပြီးပရိတ်တရားပြန်လာလိုက်ပါဦးဒီတစ်ခါတော့ပရိတ်ရီကိုအမြဲတမ်းပွားထားအောင်နော်ကျေးဇူးတင်ပါတယ်ဆရာလေးတို့ရဲ့ကျမတို့မိသားစုကိုကူညီပေးခဲ့တဲ့အတွက်ဒီငွေချုံးနဲ့ကျေးဇူးဆက်ပါရစေမလိုပါဘူးဗျာကျုပ်တို့ကိုကျေးဇူးဆက်ချင်တယ်ဆိုရင်နေတိုင်းတန်ဃာတော်တွေကိုစွန့်လူတန်းပေးပါအခုအားလုံးရှင်းသွားပြီဆိုတော့ကျုပ်တို့ကိုခွင့်ပြုပါဦးဟုတ်ကဲ့ပါဆရာလေးတို့လည်းတွားလေးရလာလေးရခလုံးမထီစူးမညိပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်။အော်ဒါနဲ့ဆရာလေးတို့နာမည်လေးတွေသိလို့ရမလား။ကျုပ်နာမည်ကအောင်မြတ်တာပါ။သူကတော့တက်ခိုင်ဒီဘက်ကတယောက်ကတော့တောက်ရလို့ခေါ်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာလေးရဲ့။ကျမတို့လူဒုက္ခကြုံနေသူရှိရင်ဆရာလေးတို့ကိုဘယ်မှာလာရှာရမလဲဆိုတာလည်းပြောပြပါဦး။ကျုပ်တို့ကိုတွေ့ချင်ရင်ကုသိုလ်ကောင်းမှုကိုစိတ်သက်သက်နဲ့လုပ်ပါ။ရည်စက်ရှိရင်တော့ပြန်တွေးကြအောင်ပါ။လူငယ်ရဲ့စကားအဆုံးမှာမလှသိန်းကခေါင်းတညိမ့်ညိမ့်လှုပ်ပြီးတော့အရင်ပြင်အထိလိုက်ပို့ပေးခဲ့တယ်။အိမ်ရှိမှာတော့ဖြစ်ကြောင်းကုန်စင်ကိုသိကျင်ကြတဲ့လူတွေကဒူးနဲ့ဒီရှိနေကြတယ်။အောင်မြတ်တာတို့လည်းမိမိနေအိမ်ကိုပြန်ရခြင်းတဲ့အတွက်သွေးစိမ်းအတိုက်နဲ့လှုပ်ထားတဲ့ပြဿနာကိုဖြေရှင်းပြီးတဲ့နောက်မှာတော့တစ်ကွင်းရွာဘက်ကိုရောက်လာခဲ့ကြတယ်။တစ်ကွင်းရွာကိုအောင်မြတ်တာတို့ရောက်တော့10နှစ်အရွယ်ကောင်လေးတယောက်ရုတ်တရက်ပျောက်သွားတဲ့အခြေအနေကိုစတင်ကြုံတွေ့ခဲ့ရတယ်။အခြေအနေတွေကိုအသေးစိတ်မေးကြည့်လိုက်တော့ဒီကလေးလိုပဲထူးဆန်းစွာပျောက်သွားတဲ့ရွာသူရွာသားတွေကအယောက်20မကတော့ဘူးဆိုတာကိုသိခဲ့ရတယ်။မြောက်ဘက်ရက်ကနေတစ်ဖြက်ဖြက်တိုက်ခတ်နေတဲ့လေဝေယူကြောင့်ဗရမ ्या ရောင်တန်းနေတဲ့မြေနီလန်းကလေးပေါ်မှာအနီရောင်မြေပုံမြေစားတွေကဥတီယာမရှိဝေးဝိုက်ပြီးပြန်ဝဲနေကြတယ်။လေတစ်ချက်ဝေးလိုက်တိုင်းလမ်းမဘေဘီဝဲရတစ်လျှောက်ပြန်ကျန်းနေတဲ့တရွက်ချောက်တွေကပေါ်ပါစွာပြန်တက်လိုက်လေဟုန်စည်းကပြန်ကျလာလိုက်ဖြစ်နေတဲ့မြင်ကွင်းကိုလူ3ယောက်ကအရသာခံပြီးထိုင်ကြည့်နေကြတယ်။
အဲ့ဒီလူ၃ယောက်ကတော့အောင်မြတ်သာတက်ခိုင်နဲ့တောက်ရတို့ပါပဲလမ်းသွားလမ်းလာနေကန်တွေကတော့နေဘူးကျဲတဲထဲမှာငုတ်တုတ်ထိုင်နေကြတဲ့လူ၃ယောက်ကိုအထူးဆန်းဖြစ်တဲ့မျက်လုံးနဲ့ကြည့်လိုက်ခေါင်းခါရန်လိုက်နဲ့တွာလာနေရင်ရုတ်တရက်ဆိုသလိုဝယုံသုံးကနဲ့ရွာထဲဘက်ကိုပြေးဝင်သွားတာမြင်လိုက်ရတယ်အဲ့ဒီအချိန်ရောက်တော့မှလမ်းဘေးမှာထိုင်နေတဲ့လူ၃ယောက်ကခန္ဓာကိုယ်မှာကပ်နေတဲ့ဖုံမုံတွေကိုလက်နဲ့တက်ချလိုက်ပြီးတော့ပြိုင်တူမတ်တက်ထားရပြီးရွာလေးကိုဝင်လာခဲ့ကြတယ်လမ်းတစ်ဖက်တစ်ချက်မှာချောင်းယူတစ်ခုစီဖောက်ထားတဲ့ရွာဝင်လမ်းထိပ်ကိုရောက်တော့တငုံငိုတရီဖြစ်နေတဲ့မိန်းမတစ်ယောက်ကိုရွာသားတွေကတွဲထူပြီးဖြောင်းပြနေတာမြင်လိုက်ရတယ်မကျင်တဲ့ရဲ့ရှင်သားကိုကျမတို့တွေးအောင်ရှာပေးပါမယ်ဒါလောက်လဲစိတ်ပူနေပါနဲ့နော်အမလီအမိသားလေးလဲအရင်ကလူတွေလိုပျောက်ချင်းမလားပျောက်သွားတာမဖြစ်ပါစေနဲ့မကျင်တန်ဆိုတဲ့မိန်းမကရင်ဘက်ကိုလက်နဲ့ဖိပြီးငိုကြွေးနေတဲ့အချိန်အပေါ်အင်းကြီးမပါပဲပစိုးကြောင်ကြိုက်ထားတဲ့လူတော်ကြီးတစ်ယောက်ကအနီးနားမှာရှိတဲ့တစ်ပင်ပေါ်မှာထိုင်ပြီးလက်ခုပ်လက်ဝါးတီးကရီမောနေတာကိုအောင်မြတ်တာတို့၃ယောက်မြင်တွေ့လိုက်ရတယ်ဆရာအပင်မောကောင်ကဘာကြီးလဲသူများဒုက္ခရောက်နေတာကို तू ကပြောနေရတယ်လို့ထားလိုက်ပါဒီနေရာမှာလူတွေရမ်းများနေတယ်အားလုံးပြန်သွားတဲ့အချိန်ရောက်မှ तू ကလဲဆိုတာကြည့်ကြတာပေါ့တက်ခိုင်လဲအောင်မြတ်တာစကားကြောင့်ဘာမှထပ်မပြောတော့ဘဲနဲ့ရွာထိပ်မှာလူတွေမရှိတဲ့အချိန်ရောက်အောင်စောင့်နေလိုက်တယ်အတန်ကြာတော့ငိုနေတဲ့မိန်းမလည်းမောသွားတဲ့ဟန်နဲ့အင်အားမရှိတဲ့ခြေလမ်းနေနဲ့ရွာထဲကိုဝင်သွားတဲ့အချိန်တစ်ပင်ပေါ်မှာထိုင်နေတဲ့လူသားကြီးကအောင်မြတ်တာတို့၃ယောက်ရှိရဘက်ကိုမျက်စောင်းထိုးကြည့်ပြီးတော့ပျောက်ကွယ်သွားခဲ့တယ်ဆရာဒီကောင်ပျောက်သွားပြီဘာဆက်လုပ်ကြမလဲလူရိပ်လူချီပြက်ပြီဆိုတာနဲ့ဒီကောင်ကိုခေါ်ပြီးတော့မေးရမှာပဲမင်းတို့နှစ်ယောက်ကလူသွားလူလာအခြေအနေကိုစောင့်ကြည့်ထားငါကိုယ်တိုင်ခေါ်မေးအောင်မယ်အောင်မြတ်တာကစကားအဆုံးမှာဂိုင်း90လောက်အကွာဝေးမှရှိနေတဲ့စိန်မန်းမင်အောက်ကိုသွားပြီးတော့ပင်စီကိုလက်ခောက်နဲ့၃ချက်တီးလိုက်တဲ့ဆိုရင်ပဲထိတ်ဆုံးမှရှိနေတဲ့အကိုင်းပေါ်ကနေဇောက်တိုးဆင်းလာတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်တင်ရောက်လာပြီလားလက်စသက်တော့မင်းဖြစ်နေတာကိုခုနကလေးကမင်းတို့ပုံစံကြည့်ရတာမယိုးဘူးလို့ထင်နေတာအခုတော့ငါထင်တဲ့အတိုင်းမှန်နေရပဲအဲ့ဒါရဲ့တာထားပါအခုလောလောဆယ်တင်ကဘာလို့လဲဆိုတာကြုတ်သိခြင်းနဲ့ငါကဒီစိန်မန်းမြင်မှာနေတဲ့သူပဲရွာတွေကလူတွေကတော့ဥလူပြောလို့ခေါ်တယ်ဥလူပြောကဘာလို့သူတစ်ပါးစိတ်ဆင်းရဲနေချိန်မှာပျော်ရွှင်နေရတာလဲဟဲဟဲငါကလူဘဝတွေကသူတစ်ပါးကိုစားနှောက်ရတာအယံဝါသနာပါတယ်ငါကြောင့်တခြားသူစိတ်ဆင်းရဲတာကိုကြည့်ပြီးပျော်ရတာလေဒုက္ခတစ်မျိုးပဲဒါဆိုရင်ခုနကအမျိုးသမီးရဲ့တာကိုတင်ဖွက်ထားတာလားဟုတ်တယ်ဒီကောင်ကကျုပ်အပင်အောင်မှာခွင့်မတောင်းမဲနဲ့အငြိကြီးဆုံးခဲ့လို့အိပ်ပျော်အောင်လုပ်ထားတာအခုသူပဲမှလဲဆိုတာပြောပါအောင်မင်းတို့ကိုကြည့်ရတာအစွမ်းဆရှိတဲ့ဆရာတွေလို့မြင်တယ်အဲ့ဒါကြောင့်ငါမလိန်တော့ဘူးမင်းတို့တွေးကျင်နေတဲ့ကောင်ကအပင်နောက်မှရှိတယ်ဦးလူပြောရဲ့စကားကြောင့်အောင်မြတ်တာကစိန်မန်းမင်းနောက်ကိုပတ်ကြည့်လိုက်တော့လုံကြီးကိုခြုံပြီးအိပ်ပျော်နေတဲ့ဆယ်ကျော်သက်လူငယ်တယောက်ကိုမြင်လိုက်ရတယ်ဟေးနေဦးအခုချက်ချင်းမနှူးသေးနဲ့ဦးသူ့ကိုမှတ်သားလောက်အောင်ငါပညာပေးထားတာဦးလူပြောကသူ့ကိုဘလို့ပညာတွေပေးထားတာလဲပြောပါဦးအခုဒီကောင်အိမ်မက်ထဲမှာကြားလိုက်ကြလို့ထွက်ပြေးနေရတာပြေးလက်စားနဲ့ပြေးပါစေဦးဟဲဟဲဦးလူပြောရဲ့စကားကြောင့်အောင်မြတ်တာကလက်ပိုက်လိုက်ပြီးတော့ကဲဦးလူပြောခမရလဲသူ့ကိုဒီလောက်6လံပြီးပြီဆိုတော့ပြန်လွတ်ပေးလိုက်ပါဗျာသူ့မိခင်လဲစိတ်ပူနေရောပေါ့မင်းတို့ရောက်လာလို့ပေါ့ကွာမဟုတ်ရင်တော့တညလောက်ပြီးခိုင်းတာလေဦးလူပြောကအောင်မြတ်တာကိုမကြည်မချမ်းတဲ့လေတန်းနဲ့ပြောပြီးအိပ်ပျော်နေတဲ့လူငယ်ရဲ့တင်ပါကိုခြေထောက်နဲ့ပိတ်ကန်လိုက်ပြီးတော့ဟဲ့ကောင်ခွေးမသားထားတော့နောက်တစ်ခါဆိုရင်ဒီထက်ပိုဆိုးမယ်မှတ်ထားအဲ့ဒီတော့မှအိပ်ပျော်နေတဲ့လူငယ်ကနိုးလာပြီးဘေဘီဝယ်ရကိုပြုတ်ပြဲကြည့်ပြီးတော့ကြားရီကျွန်တော်နောက်ကလိုက်နေတယ်ကျွန်တော်ကြိုက်တဲ့ခံရတော့မယ်ထင်တယ်ဟဲ့ကောင်လေးသတိထားအောင်မင်းအိမ်မက်မက်နေတာဖြစ်မှာပါအောင်မြတ်တာရဲ့စကားကြောင့်အိတ်ချင်မှုတူဖြစ်နေတဲ့လူငယ်ကပတ်ဝန်းကျင်ကိုဝေးဝိုက်ကြည့်လိုက်ပြီးတော့ဟင်ဒါရွာထိပ်ကစိတ်မမင်းကြီးပဲတော်သေးတာပေါ့ဗျာကျွန်တော်အိပ်ပျော်ပြီးတော့အိမ်မက်ဆိုးတွေမက်နေတာဖြစ်မယ်မင်းဒီအပင်အောက်မှာညစ်ကြီးဆွန့်ခဲ့တယ်မလားအဲ့ဒါကအပေါ်အရန်သွားခြင်းနေလို့ဆွန့်ခဲ့မိတာပါအေးနောက်တစ်ခါဆိုရင်အပင်ကြီးတွေအောက်မှာညစ်ကြီးမဆွန့်မိအောင်သတိထားမထိန်နိုင်လို့ဆွန့်မိရင်လည်းတောင်းပန်ရတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းမသိတော့ပါဗျာနောက်မလုပ်တော့ပါဘူးကဲအခုချက်ချင်းမင်းလုပ်ခဲ့တာတွေကိုပြန်တောင်းပန်လိုက်အောင်မြတ်တာရဲ့စကားကြောင့်လူငယ်ကလက်အုပ်ချပြီးသူမားပါတယ်ဆိုတဲ့အကြောင်းတောင်းပန်လိုက်တော့မှ
ဦးလူပြောလဲကြီးနှက်သွားပြီးတော့အပင်မော်ကိုပြန်တက်သွားခဲ့တယ်အောင်မြတ်တာတို့လည်းအဖွက်ခံရတဲ့လူငယ်ကိုခေါ်ပြီးရွာထဲဝင်လာတဲ့အချိန်ဟိုမှာငထိန်မလားမကျင်တန်းကြီးခမရသာပြန်ရောက်လာပြီပြုရွာသားတွေရဲ့ဝမ်းသာအားရအော်လိုက်တဲ့အတန်းကြောင့်ငထိန်ဆိုတဲ့လူငယ်ကကြောင်တောင်ဖြစ်ပြီးတော့အောင်မြတ်တာတို့ကိုကြည့်လိုက်ပြီးရွာထဲကလူတွေကျုပ်ကိုတွေ့တာဘာလို့ဒီလောက်ဝမ်းသာနေကြလဲသူတို့မှလည်းအကြောင်းတစ်ခုခုရှိလို့နေမှာပါကဲမင်းမေလည်းစိတ်ပူနေတော့ပြီအိမ်ကိုရောက်အောင်ပြန်အောင်ငထိန်တယောက်ဝင်းတိုင်းထားတဲ့ပစုကိုတေချာပြန်ဝဲလိုက်ပြီးတော့သူ့အိမ်ရှိရာဘက်ကိုထွက်သွားခဲ့တယ်အဲ့ဒီအချိန်မှာအောင်မြတ်တာတို့အနာကိုအသက်60အရွယ်လူကြီးတယောက်ရောက်လာပြီးတော့ဒီကလေးကိုဘယ်အပြန်တွေ့ခဲ့တာလဲအမှန်အတိုင်းပြောရရင်တော့ဒီကောင်လေးကစိန်မန်းမင်အောင်မှခွင့်မတောင်းမဲ့အညစ်အကြေးဆွန့်ခဲ့ပြီလို့အဆောင်အကျက်တွေကဖွက်ထားကြတာပါ။အော်လက်စသက်တော်တလူကိုကျန်တန်းကတော့အရန်ကန်ကောင်းတာပဲ။သူသားသူ့စီပြန်လာတာမြင်ရင်ဘယ်လောက်များပျော်ရှာမလဲမသိပါဘူး။ငါတို့ခင်ဗျားတော့အဘတို့ကဘာဖြစ်လို့လဲ။အဘတို့လည်းကျန်တန်းလူအဖြစ်မျိုးကြုံခဲ့ဘူးလေ။လွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကဆိုအဘရဲ့တာအကြီးဆုံးကနွားကြောင်သွားရင်နဲ့လူရောနွားရောပျောက်ချင်းမလားပျောက်သွားခဲ့ဘူးလေဟင်လူရောနွားရောပျောက်သွားတာလားဟုတ်တယ်လူလေးရဲ့နွား10ကောင်နဲ့အဘအသားကအစအနတောင်ရှာမရဘဲနဲ့ပျောက်သွားခဲ့တာအဲ့ဒါကြောင့်ကျင်တန်းကကန်ကောင်းတယ်လို့ပြောတာပေါ့နေပါအောင်ဗျရဲ့ပျောက်သွားတဲ့လူကတခုခုများအမှားလုပ်မိလို့လားအဘတို့လည်းမပြောတတ်တော့ပါဘူးနားလေတက်ကြွတဲ့သူတွေကိုခေါ်ပြီးကြောပွဲပြီးတောင်းပန်တာတော့မှပြန်မတွေးခဲ့ဘူးတချို့ဆိုရင်သားသမီးစောနဲ့ယူကြောင်ကြောင်ဖြစ်သွားကြတာတချို့ဆိုသားသမီးစောနဲ့ဟုတ်လားဒါဆိုအဘလူအဖြစ်မျိုးနဲ့လူတော်တော်များများကြုံခဲ့ရတာလားဟုတ်တယ်လူလေးရဲ့ဒီရွာမှာအဘအသားလိုမျိုးရုတ်တရက်ပျောက်သွားကြတဲ့လူတွေအယောက်20မကတော့ဘူးအသက်60အရွယ်လူကြီးရဲ့စကားအဆုံးမှာတက်ခိုင်တဲ့တောက်ရတို့ပါဇက်တွေအဟောင်းသားဖြစ်သွားပြီးတော့အောင်မြတ်တာကိုလှမ်းကြည့်မိတဲ့အထိဖြစ်သွားခဲ့တယ်အောင်မြတ်တာကတော့တခုခုကိုလေးလေးနက်နက်စဉ်းစားပြီးစိတ်မကောင်းပါဘူးဗျာဒါပေမဲ့ဒီကိစ္စရဲ့ဇင်းမြစ်ကိုသိရင်လူတွေဘာကြောင့်ပျောက်တယ်ဆိုတာခံမှန်းနိုင်မှာပါစကားမဆက်ဒီလူဖြစ်ရဲ့နောက်ဆုံးဖြစ်ခဲ့တာဘယ်လောက်ကြာပြီလဲအဘခံမှန်းမိသလောက်တော့လွန်ခဲ့တဲ့2နှစ်လောက်က10နှစ်အရွယ်ကောင်လေးတယောက်ပျောက်သွားဘူးလေအဲ့ဒီနောက်ပိုင်းတော့ဘာသာမှမကြားရတော့ဘူးဟုတ်ပြီဒါဆိုရင်အခုနောက်ထပ်တယောက်မှမပျောက်သေးဘူးပေါ့ဟုတ်တယ်လူလေးရဲ့အဘတိရသလောက်ဆိုရင်တော့2နှစ်တစ်ခါ3နှစ်တစ်ခါလောက်လူတွေပျောက်သွားကြတယ်အခုလဲကျင်းတန်းတာကအစအနပျောက်တာမဟုတ်ဘူးဆိုတော့နောက်ထပ်လူတွေထပ်ပြောင်းအောင်မယ်ထင်ပါတယ်တိတ်လဲစိတ်ပူမနေပါနဲ့ဒီကိစ္စကိုကျုပ်တို့တက်ဆွမ်းသလောက်ကူညီပေးပါမယ်အဘလဲနားလိုက်ပါဦးအေးကွယ်မင်းတို့လည်းသတိတော်ထားကြနော်ဒီကိစ္စကတာမန်ပေါ်သေးသေးမဟုတ်တော့ဘူးအောင်မြတ်တာလည်းနှုတ်ဆက်စကားပြောပြီးထွက်သွားတဲ့အဘရဲ့နောက်ကျောကိုကြည့်ပြီးတော့တခုခုကိုစဉ်းစားမိတဲ့ပုံနဲ့ငါတို့ရွာထိပ်ကစိန်မမင်းကိုထပ်သွားရအောင်ဒီကိစ္စကိုဦးလူပြောအနေနဲ့တခုခုသိထားမယ်ထင်တယ်ဆရာပြောတာသဘာဝကျတယ်ကျွန်တော်တို့သွားကြည့်တာမမားတော့ပါဘူးတက်ခိုင်ရဲ့ထောက်ခံစကားကြောင့်အောင်မြတ်တာတို့လည်းစိန်မမင်းရှိရာစီကိုပြန်ထွက်လာခဲ့ကြတယ်အပင်အောက်ကိုရောက်တော့ပင်စီကိုလက်ခေါက်နဲ့တီးပြီးဦးလူပြောကိုခေါ်လိုက်တယ်ဒီတစ်ခါမှာတော့ဦးလူပြောကအပင်ထိပ်ကနေဇောက်တိုးဆင်းမလာတော့ပဲအကိုင်းအခက်တွေကိုမြောက်တကောင်လိုတွဲလဲခိုးပြီးတော့ဆင်းလာခဲ့တယ်ဟာဒီဆရာကြီးဘာလာလို့ကြောက်ပြန်တာလဲကျုပ်တို့ကြောင့်နောက်ရက်ဖြစ်သွားရင်တောင်းပန်ပါတယ်ကျုပ်တို့မှာမေးစရာအနေငယ်ရှိလို့ပြန်လာရတာပါကဲဘာမိမှလဲငါလည်းအချိန်သိမ့်မရဘူးမေးချင်တာမေးကွာဦးလူပြောရဲ့စကားကြောင့်အောင်မြတ်တာကအနားကိုကတ်သွားပြီးတော့ဒီရွာမှာလူတွေပျောက်နေတယ်လို့ကြားခဲ့ရတယ်ဒါတွေကဦးလူပြောနဲ့တက်ဆိုင်နေတာတော့မဟုတ်ပါဘူးနော်ဟာဒီဆရာတော့ဒုက္ခပဲရွာတွေကလူတွေပျောက်တာကြုတ်ကြောင်မဟုတ်ပါဘူးသူတို့ဘာသာမသွားတဲ့နေရာမဝင်တဲ့နေရာတွေကိုသွားကြဝင်ကြတာဦးလူပြောကမခံကျင်စိမ့်နဲ့ပြောပြီးကမှနှုတ်လွန်သွားတာကိုသတိရပြီးငါနဲ့နော်ဒီကိစ္စကိုဘယ်သူမှမပြောဘူးလို့ဂရိပေးထားတာဦးမေ့ပြီးတော့ပြောထွက်သွားပြီဒုက္ခပါပဲလူပြောတင်ကဒီကိစ္စကိုအဆအဆုံးသိနေတာပဲအဲ့ဒါကြောင့်ကျုပ်တို့မိန်းအာဏာကိုမတုံ့မဲမိတော့အမှန်တိုင်းပြောပါမပြောဘူးဆိုရင်တော့ဒီပါဇက်ကလည်းဘာလို့ပြောလဲမိလဲမသိပါဘူးကဲမင်းတို့လည်းသိပြီဆိုတော့ငါပြောပြရတော့မှာပေါ့ရွာတွေကလူတွေပျောက်တာဟိုဘက်ဒီဘက်ကိုဒိုးရှို့ပေါင်းမြင်နေရတဲ့တစ်ဆုံးတကားတွေဝင်မိကြလို့ပဲအဲ့ဒီလိုဝင်လာရင်ဘာဖြစ်သွားလဲ
အဲ့ဒါတော့ငါလည်းမဝင်ဘူးလို့မသိဘူးဟဲ့ဒါပေမဲ့ဝင်တဲ့သူတိုင်းတော့ပြန်ထွက်မလာကြဘူးကောင်းပြီအခုနောက်ဆုံးမေးခွန်းကြံသေးတယ်အဲ့ဒီတစ်ဆုံတကားကိုဘယ်မှလိုက်ရှာရမလဲခုဆရာကြီးမလုံးသိနာကိုဘာလို့စူးစမ်းကြနေကြတာလဲဒီတစ်ဆုံပင်ကနည်းနည်းရမဟုတ်ဘူးနော်ဦးလူပြောကစကားပြောနေရင်ဘေဘီကိုအကဲခတ်လိုက်ပြီးတော့လေတံတူတူနဲ့အဲ့ဒီအပင်မှာအရန်တဘူးကြီးတဲ့နဘလူးတစ်ကောင်ရှိတယ်သူကနှစ်နှစ်နေရင်တစ်ခါအကြီးအကျယ်နေရှာတတ်တယ်သူရှာတဲ့အချိန်တစ်ဆုံတကားကြီးကအလိုလိုပွင့်ထွက်လာရောတကားပေါက်ထဲကိုတယောက်ယောက်မဝင်မချင်းဒီတိုင်းရှိနေတာမတိနားမလဲပဲဝင်သွားတဲ့သူရှိမှတကားပေါက်ရောအပင်မှာပျောက်ကွယ်သွားတာဒါဆိုရင်အဲ့ဒီဝင်ပေါက်ကိုရှာတွေ့ဖို့ခက်ခဲတာပေါ့တာမန်လူတွေအတွက်ကတော့ခက်တာပေါ့ငါတို့လူနာနာဘာဝတွေအတွက်ကတော့ဘယ်နာရှိတယ်ဆိုတာတော့သိတယ်ဟိုမထူးတော့ပါဘူးငါခင်ဗျာဒီအကြောင်းတွေကိုပြောချင်နေတာကြာပြီသူ့ကိုကြောက်လို့မျိုးသိပ်ထားရတာအခုကြုံတော့အကုန်ပြောပြလိုက်တော့မယ်နင်တို့အရန်တွေ့ချင်ရင်အခုလာမဲ့လာပညာတကောင်မှာရွာအပြင်စကြက်မျိုးလာခဲ့ကြနင်တို့တွေ့ချင်တာတွေ့လိမ့်မယ်တခုတော့ရှိရဲ့နော်ဒီအကြောင်းတွေကိုငါပြောတယ်လို့ဘယ်သူမှမပြောနဲ့အိတ်နေရင်အောင်ရောင်ပြီးမထွက်စေနဲ့ကြားလားစိတ်ချပါကျုပ်တို့ကနှုတ်လုံးပါတယ်ဒီလောက်သိရတာကိုပဲဦးလူပြောကိုကျေးဇူးတင်နေပါပြီအေးငါလည်းဟိုဘက်ပင်ကိုအလဲသွားဖို့ရှိလို့သွားလိုက်အောင်မယ်နင်တို့လည်းတတိထားကြနော်ပညာစွမ်းလေးရှိတယ်ဆိုပြီးတော့အတက်မရဲကြနဲ့ဦးလူပြောကအောင်မြတ်တာတို့ကိုစိတ်ပူတဲ့ဟန်နဲ့တတိပေးပြီးတော့အုံမိုင်းနေတဲ့ညောင်မင်းကိုရှိရဘက်ကိုထွက်သွားခဲ့တယ်လာပြင်းညဖြစ်တဲ့အတွက်ငွေရောင်တန်းတဲ့လင်းတက်တွေကစကြက်မီဘောကိုလွှမ်းခြုံထားသလိုအဖြူရောင်နှင်းငွေတွေကလည်းမြေပြင်နဲ့နီးကပ်စွာလွင့်ပြန်နေတယ်ဒီမြင်ကွင်းကအမှုပညာစိတ်ရှိတဲ့သူတွေအဖို့အလုံးကိုကောင်းတဲ့ပကြီးကားတစ်ချက်ရမှာမလွဲဧကန်ဖြစ်ပေမဲ့ကွင်းပြင်ဆက်မှာအသင်းဆောင်ဆိုင်နေကြတဲ့လူ၃ယောက်ကတော့တာယာလှပတဲ့ရှုခင်းကိုသတိမထားအားပဲရုတ်တရက်ပေါ်လာမဲ့တစ်ဆုံပင်ကိုသာမျက်လုံးအားကောင်းကောင်းနဲ့ရှာဖွေနေခဲ့ကြတယ်မကြခင်အချိန်မှာတော့စကြက်မီမှာရှိတဲ့မြက်ပင်တွေကရိန်းထိုးလှုပ်ရှားလာပြီးတော်လဲတန်တစ်ချက်ကိုကြားလိုက်ရတယ်အောင်မြတ်သာလည်းအတန်ကြားတာနဲ့တက်ခိုင်တဲ့တောက်ရကိုသတိပေးတဲ့အနေနဲ့လှမ်းကြည့်လိုက်ရင်ခေါင်းကိုအသာဆက်ပြလိုက်တယ်နှစ်ပေါင်းများစွာဆရာသခင်နားမှာနေလာခဲ့တဲ့တက်ခိုင်တဲ့တောက်ရကတော့အခြေအနေရရက်ကိုသဘောပေါက်နားလည်ဟန်နဲ့ခန္ဓာကိုယ်ကိုကျုံနိုင်သမျှကျုံအောင်နေပြီးကွင်းထဲကိုမျက်တောင်မခတ်စရန်စိုက်ကြည့်နေကြတယ်။ကြီးနေတော့မှပဲစကြဲမီခွက်ရဲ့အလဲဘဟုတဲတဲမှာမပီမပြင်းဝိုးဝါပေါ်လာတဲ့တစ်ချောက်ပင်ကြီးတစ်ပင်ကိုမြင်လိုက်ရတယ်။တစ်ချောက်ပင်ကြီးပေါ်မှာအရွက်နဲ့တူတာဆိုလို့ဘာမှမတွေ့ရဘဲနဲ့အကိုင်းအခက်လက်တွေကဘေဘီဝဲရကိုဖြန့်ကျက်ထားတဲ့ပုံစံဖြစ်နေခဲ့တယ်။ရုတ်တရက်ကြည့်လိုက်လို့ကတော့တစ်ချောက်ပင်လို့မထင်မိပဲနာနာဘာဝတကောင်လက်နှစ်ဖက်ကိုစန်တန်းပြီးရက်နေတယ်လို့ထင်မိကြမှာအသေးချပဲတစ်ချောက်ပင်ကြီးရဲ့ပင်စီမှာတော့လူတကူဝင်လို့ရမယ့်အပေါက်တစ်ခုကိုမြင်တွေ့ခဲ့ရတယ်အောင်မြတ်တာတို့လည်းတစ်ချောက်ပင်ကြီးပေါ်လာတာနဲ့ဘုံခုနေရာကနေရုတ်တရက်ထွက်လာပြီးတော့အပင်ရဲ့အလဲဘဟုမှာရှိနေတဲ့အပေါက်ထဲကိုတဟုန်တို့ပြေးဝင်ကြတော့တယ်တစ်ချောက်ပင်ကြီးကလည်းသူ့စီကိုပြေးဝင်လာတဲ့လူ၃ယောက်ကိုသတိမထားမိပဲနဲ့ရိန်ထိုးလှုပ်ရှားကလာတက်ကိုခံယူနေတဲ့အချိန်အောင်မြတ်တာတို့ကပင်စီဝင်ပေါက်ထဲကိုဇွတ်ရွတ်တိုးဝင်သွားခဲ့ကြတယ်ဟင်ဆရာဒါကဘလို့ဖြစ်တာလဲတောက်ရရဲ့လန်ကြားပြောတဲ့ကြောင့်အောင်မြတ်တာကပတ်ဝန်းကျင်ကိုကြည့်လိုက်တော့မျက်လုံးစူးမတက်ထိုးကြနေတဲ့နေပူချိန်ကိုသတိထားလိုက်မိတယ်ညဘက်အချိန်ကနေရုတ်တရက်ဆိုသလိုနေ့လယ်အချိန်ကိုရောက်သွားတဲ့အတွက်အံ့ဩမှုပေါင်းများစွာနဲ့အနောက်ကိုလှည့်ကြည့်လိုက်တော့ဝင်လာခဲ့တဲ့ဝင်ပေါက်ကိုမတွေ့တော့ပဲညုံညင်းညစ်တဲမုံနေအပြည့်ဖြစ်နေတဲ့ခန္ဓာရတစ်ခုကိုမြင်လိုက်ရတယ်လက်စတက်တော့လူတွေဒီထဲကိုရောက်တာနဲ့အပြင်ကိုပြန်ထွက်လို့မရတော့တာဘူးအောင်မြတ်တာကသဘောပေါက်သွားတဲ့ပုံစံနဲ့ရေရွရင်မျက်စိတဆုံဖြစ်နေတဲ့တဲပြင်းပေါ်ကိုတလန်းချင်းရှောက်သွားခဲ့တယ်။တက်ခိုင်နဲ့တောက်ရလဲအောင်မြတ်တာသွားတဲ့နောက်ကိုထက်ချက်မကွာလိုက်ရင်းနဲ့တက်ရှိတယောက်တလေများတွေ့မလားဆိုပြီးတော့လိုက်ကြည့်နေတဲ့အချိန်တဲမုံတွေကဒီရေလိုင်းနေလို့လိမ့်တက်လာတာကိုမြင်လိုက်ရတယ်။အောင်မြတ်တာကတော့တက်ခိုင်နဲ့တောက်ရကိုရှေ့ဆက်မတက်ဖို့လမ်းတရီပေးပြီးလက်နှစ်ဖက်ကိုဆန်တန်းထားတဲ့အချိန်တဲလိုင်းတွေကနေအဆွဲအဖွေးသားနဲ့ကြောက်မက်ဖွယ်ရာကောင်းတဲ့အသွင်တွေအပြင်ပြောင်းလဲသွားတာကိုမြင်လိုက်ရတယ်။တက်ခိုင်နဲ့တောက်ရမင်းတို့ဘာမှမလုပ်ကြနဲ့သူငါတို့ကိုဘာလုပ်မလဲဆိုတာစောင့်ကြည့်နေလိုက်လုံးဝမခုခံကြနဲ့ဟုတ်ကဲ့ဆရာကျွန်တော်တို့ဘာမှမလုပ်ပါဘူးတက်ခိုင်နဲ့တောက်ရကသူတို့အရှိမဖြစ်တည်နေတဲ့ပုံစုပန်းစုတဲရုပ်လာကိုကြည့်ပြီးတော့ရမ်းနေတဲ့အချိန်အဆွေအဖွေးသားဖြစ်နေတဲ့ပါဇက်ကြီးကအောင်မြတ်တာတို့၃ယောက်ကိုဝါမြူသွားခဲ့တယ်တဲမုံနေခန္ဓာကိုယ်အနှံ့ကျလာတဲ့အထီးတွေကိုခံစားရပြီးမကြခင်မှာပဲအောင်မြတ်တာတို့၃ယောက်စလုံးခြားရဟက်စီးသလိုလဲသွားခဲ့ပြီးတော့မာကြောကြောအထီးတွေရှိတဲ့အပေါ်ကိုပြုတ်ကျသွားခဲ့တယ်ဟိတ်လူသား၃ယောက်တင်တို့ကဘာအတွက်ကြောင့်ငါဗိမာန်ရဲ့ဝင်ပေါက်ကိုအကြောက်လန့်မရှိတိုးဝင်ခဲ့ကြတာလဲဩဇာအပြည့်ပါတဲ့အတန်းကြောင့်
မြေကြီးပေါ်လဲကျနေတဲ့အောင်မြတ်တာတို့၃ယောက်လည်းမတ်တက်ရက်ထားလိုက်ပြီးတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အချိန်ကြောက်တံပရမယာပေါင်းများစွာနဲ့စီချဲထားတဲ့ခမ်းမတစ်ခုတည်းကိုရောက်နေတာသတိထားလိုက်မိတယ်ခမ်းမရဲ့အလယ်မှာတော့အဖြူရောင်ပိုးယုံလွှာခင်းထားတဲ့တလွန်ပေါ်မှာခြေချိတ်ပြီးထိုင်နေတဲ့ချောမောလှပတဲ့လူငယ်တဦးကိုမြင်တွေ့လိုက်ရတယ်ဒီလူသားတွေငါကူတော့မေးနေတာဘာလို့မဖြေတာလဲဥပဒေရုပ်အလွန်ခံရတဲ့လူငယ်ရဲ့စကားကြောင့်တက်ခိုင်တဲ့တောက်ရကဘာပြောရမှန်းမသိဖြစ်နေတဲ့အချိန်အောင်မြတ်တာကတင်ကတစ်စုံဝင်မောက်ကိုဖန်တီးထားတဲ့နဘလူးကန်တက်ပါမလားအောင်မြတ်တာကမေးလိုက်တော့တလွန်ဘေးမှာစူးတင်ပုတ်နှစ်လက်ကင်ထားတဲ့လူနှစ်ယောက်ကရာဆဆငါတို့သခင်နာမည်ကိုအကြောက်လက်မရှိခေါ်ရဲတယ်ပေါ့ဦးကောင်းရှစ်စိတ်ကွယ်အောင်ထုချေလိုက်မယ်လာလီရော့ပြောဆူနဲ့အောင်မြတ်တာတို့ကိုရိုက်နှက်ဖို့ဟန်ပြန်လိုက်တဲ့အချိန်မှာပဲရက်လိုက်စမ်းဒီလူတွေကငါနာမည်ကိုတော့သိတယ်ဆိုတော့နည်းနည်းရတော့မဟုတ်တော့ဘူးပြောစမ်းမင်းတို့ဒီကိုဘာအကြောင်းနဲ့ဝင်လာကြတာလဲကျုပ်တို့ဒီကိုလာတာတင်ဖန်းစီထားတဲ့ရွာသားတွေကိုပြန်လာခေါ်တာပါဟဲ့ပါတယ်ငါဖမ်းထားတဲ့အစီကံတွေကိုပြန်လာခေါ်တာဟုတ်လားသူတို့ကရောမင်းတို့ခေါ်တိုင်းပြန်လိုက်ကြမယ်ထင်နေလို့လားဒါတော့ငါအစီကံတွေအားလုံးကိုဒီမှာလာစုကြလို့အမိန်ပေးလိုက်တခင်ဖြစ်သူရဲ့စကားကြောင့်တာနောဆိုတဲ့လူကဘေးမှာချိတ်ထားတဲ့ကြေးမောင်းတစ်ခုကိုတီးခတ်လိုက်တဲ့အချိန်အခန်းအပြင်ကနေခေါင်းငုံတိုးချိုးပြီးဝင်လာကြတဲ့ရွာသားတွေကိုမြင်လိုက်ရတယ်ဒီလူတွေကငါခေါ်ထားတဲ့အစီကံတွေပဲမင်းတို့နောက်ပြန်လိုက်မဲ့သူရှိရင်ချက်ချင်းထည့်ပေးလိုက်မယ်အောင်မြတ်တာလည်းအခွင့်အရေးရတာနဲ့မတ်တက်ရနေတဲ့ရွာသားတွေရှိရာစီကိုသွားပြီးတော့နောင်ကြီးကျုပ်ကခမရတို့ကိုပြန်လာခေါ်တာရွာတွေကခမရတို့ဆွေမျိုးသားချင်းတွေကလည်းစိုးရိမ်ပူပန်နေကြပြီကျုံနဲ့လိုက်ခဲ့ကြပါအောင်မြတ်တာကပြောလိုက်တော့ခေါင်းငုံထားတဲ့ရွာသားတွေကစက္ကနေခေါင်းထောင်ကြည့်ပြီးအောင်မြတ်တာကိုလက်ပြန်ရိုက်ချလိုက်တယ်ရုတ်တရက်သတိမထားမိတဲ့အောင်မြတ်တာလည်းလက်ပြန်ရိုက်ချက်ကြောင့်အနောက်ကိုလဲကျသွားတဲ့အချိန်တက်ခိုင်တဲ့တောက်ရကပြေးပြီးဆွဲထုဖို့လို့ခြေထောက်နှစ်ချောင်းကမြေပြင်မှာကော်နဲ့ကတ်ထားသလိုလုံမရဖြစ်နေခဲ့တယ်ဟာဘလို့လဲဒီလူတွေကငါပြန်ခွင့်မပေးမချင်းငါနားမှာပဲနေကြလိမ့်မယ်မင်းတို့လည်းမကြခင်သူတို့လိုနေပြောသွားကြမှာပါတလွန်ဘော်ကလူငယ်ရဲ့စကားအဆုံးမှာအောင်မြတ်တာကလဲကျနေရကနေမတ်တက်ထားရလိုက်ပြီးတော့တင်ကဒီလူတွေကိုအမိန်နာကန်စီရဲ့စီတမျိုးတိုက်ကြွေးထားတယ်မလားမင်းတို့လည်းဒီစီးကိုမကြခင်သုံးဆောင်ရတော့မယ်လေလာကြစမ်းဒီလူသား၃ယောက်ကိုချုပ်ပြီးတော့ပါဇက်ထဲကိုများစိမ်းကြီးလောင်းထည့်လိုက်ကြစမ်းလူငယ်ရဲ့စကားအဆုံးမှာအခန်းတော်မှာရက်နေကြတဲ့ရွာသားတွေကရန်လူတဲ့မျက်နှာထားတွေနဲ့အောင်မြတ်တာတို့အနားကိုချင်းကပ်လာတဲ့အချိန်လွယ်အိတ်ထဲမှာရှိနေတဲ့ရွှေပရုံရုပ်လေးကအသက်ဝင်လာပြီးတော့ရွာသားတွေရဲ့နှပူးပြင်ကိုတုပ်ပါလေရောရွှေပရုံအဆွေနဲ့ထိမိတဲ့ရွာသားတွေအားလုံးအတန်နဲ့ကြီးနဲ့အော်ဟစ်လဲကျသွားတဲ့အချိန်တက်ခိုင်တို့ခြေထောက်မှာချုပ်ထားတဲ့အရာတွေကရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်အဆောင်နေလာကြစမ်းဒီလူ၃ယောက်ကိုလုံမရအောင်ဖမ်းချုပ်ထားကြဒီတစ်ခါမှာတော့လူငယ်ရဲ့အတန်ထဲမှာစိုးရိမ်ကြောင်းကြမှုတွေပါနေတယ်ဆိုတာအောင်မြတ်တာကသတိထားမိလိုက်တယ်ဆရာကျွန်တော်တို့ဘာဆက်လုပ်ရမလဲအမိန်ပေးပါတော့တက်ခိုင်ရဲ့စကားအဆုံးမှာအောင်မြတ်တာကလက်ဖော်အားကိုဖြန့်လိုက်တော့ငကားကိုးကောင်ရစ်ပတ်တဲ့တရံနဲ့ကြားဖို့တစ်ချောင်းပေါ်လာပြီးတော့ဖမ်းဆီးဖို့လာကြတဲ့လူတွေကိုအနားမကန်နိုင်အောင်တရွှန်းရွှန်းနဲ့ရိုက်ပါလေရောလက်နက်မျိုးစုံကင်ဆောင်ထားကြတဲ့လူတွေကကြားဖို့ရိုက်ခံရတာနဲ့တပြိုင်နက်ဖန်ဆင်းထားတဲ့လူအသွင်ပျောက်ပြီးတော့ဆက်ဆုပ်ယုံရှာပွဲကောင်းတဲ့မူလအသွင်ကိုကူးပြောင်းသွားခဲ့ကြတယ်လူငယ်ကလည်းသူ့လက်အောင်ငယ်သားတွေတယောက်ပြီးတယောက်မထနိုင်ပဲလဲကျနေတာကိုမြင်တော့တလွန်ဆောင်ကိုခြေပနှောင်းနဲ့ပေါက်ပြီးမတ်တက်ရက်လိုက်တဲ့အချိန်ငွေအောင်တဖိတ်ဖိတ်တောက်နေတဲ့အစင်တစားကိုဝစ်ဆင်ထားတဲ့ဘလူးတကောင်ဖြစ်သွားတာကိုမြင်လိုက်ရတယ်။မျက်လုံးကဘဲဥလုံးလောက်အပြင်ကိုပြူးထွက်နေပြီးတော့ဝါချင်းချင်းအဆွေနှချောင်းကနှကန်းကိုထိုးပေါက်ပြီးအပြင်ကိုထွက်နေတဲ့ရုပ်သွင်းကိုမြင်တော့အောင်မြတ်တာကဟဲ့ကန်တက်ပါတင့်လုံရက်တွေကိုရက်တန်းကရက်ဖို့စိတ်ကူးမရှိဘူးလား။ဒီလူသားတွေငါလိုနဘလူးကိုမိန်ပေးနေတယ်လို့လာဟဲ့ငါရဲ့တန်လျက်နဲ့ထိုးခုတ်ချလိုက်မယ်။ဦးကောင်းတစ်ခုလုံးအစိတ်စိတ်အမွားမွားကွဲကြည်လျော့ကန်တက်ပါကပြောရင်းဆိုရင်နဲ့အောင်မြတ်တာရှိရာစီကိုခုံဝင်လာပြီးတော့လက်ထဲမှာကင်ထားတဲ့တန်လျက်နဲ့ခေါင်းကိုပိုင်းချလိုက်တယ်။အောင်မြတ်တာကကန်တက်ပါရဲ့တန်လျက်ခုတ်ချက်ကိုရှောင်တင်းခြင်းမပြုဘဲခေါင်းထိုးခံပေးလိုက်တော့ဒေါင်ကနေအတန်နဲ့အတူတန်လျက်ရောခန္ဓာကိုယ်ပါအနောက်ကိုလွင့်သွားခဲ့တယ်။ကန်တက်ပါလည်းထင်မှတ်မထားတဲ့အဖြစ်ပြကြောင့်ကြောက်လန့်တုန်လှုပ်သွားပေမဲ့တိတ်ခါဆဲကမတ်တက်ထားရလိုက်ပြီးတင်တို့ကလူတွေမဖြစ်နိုင်ဘူး။အမှန်ပြောစမ်းတင်တို့ဘယ်သူတွေလဲ။ကျုပ်တို့ကလူသားစင်စစ်တွေပါတင့်ကိုဘာကြောင့်လိန်လဲပြောဆိုရမှာလဲမဟုတ်ဘူးငါကင်တဲ့တန်လျက်ကတန်တူးတလန်ကိုတီကနေပြက်အောင်ခုတ်နိုင်တာတင်ဦးကောင်းကိုထိခိုက်အောင်မလုပ်နိုင်တာကိုငါမယုံဘူးတင်ယုံကြည်အောင်ကျုပ်လက်တွေ့ပြသခဲ့ပြီမလားဘာကြောင့်ရှေ့ကိုယူမိုက်စွာဆက်တူချင်နေရတာလဲ
မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးငါဟဲ့ကန်တပနဗလူကကြောက်မက်ဖွယ်ရာကောင်းတဲ့ဝမ်းကောင်းတန်နဲ့အော်ဟေရင်အောင်မြတ်တာကိုဒုတိယအကြိမ်ခုတ်တက်ဖို့ခုံဝင်လာခဲ့တယ်ဒီတစ်ချိန်မှာတော့အောင်မြတ်တာကငြိမ်ခံမနေတော့ပဲလက်ထဲမှာကင်ထားတဲ့ကြာဝတ်နဲ့စီးရိုက်လိုက်တဲ့အချိန်လေထဲမှာနေမဲ့အနောက်ကို10ပေလောက်လွင့်ထွက်သွားပြီးတော့ဦးကောင်းမှဆောင်းထားတဲ့ငွေရောင်ခေါင်းဆောင်ကတခြားခန္ဓာကိုယ်ကတခြားဖြစ်သွားခဲ့တယ်ကန်တပတင်အရှုံးပေးပြီလားမပေးဘူးငါ့ဘဝမှာအရှုံးဆိုတာမရှိဘူးငါပြန်တိုက်မယ်နင်တို့အားလုံးဒီနေရာမှာငါကြုံအဖြစ်နေစေရမယ်အရှုံးကိုလက်မခံပဲမာမာနထောင်လာနေတဲ့ခန္ဓာဘကိုကြည့်ပြီးတော့အောင်မြတ်တာကစုပ်တစ်ချက်တက်လိုက်ပြီးလက်ထဲမှာကင်ထားတဲ့ကြာဖို့နဲ့ဒရဇက်ရိုက်တော့တယ်ဒီတစ်ခါမှာတော့ခန္ဓာဘလည်းဘလို့မှမတက်နိုင်တော့ပဲနဲ့ဝတ်ထားတဲ့အစင်တစားတွေပါပေါက်ပြဲတဲ့အထိလူလိမ့်အော်ဟေရင်ရပ်ပါတော့ငါအရှုံးပေးတယ်ရွာသားတွေကိုပြန်ခေါ်သွားထပ်မရိုက်ပါနဲ့တော့ခန္ဓာဘစီကနေတောင်းပန်တဲ့စကားထွက်လာတော့မှအောင်မြတ်တာကရိုက်နေတာကိုရပ်လိုက်ပြီးရွာသားတွေကိုပြန်ခေါ်သွားတာနဲ့တင်ဒီကိစ္စကပြီးပြတ်သွားမှာမဟုတ်ဘူး။တင်နောက်ထပ်အခုလိုမျိုးထပ်မလို့ရအောင်နတ်စစ်သူကြီးတုံနန္ဒကိုပင့်ဖိတ်ပြီးတော့အနံ့ရမှာပဲ။နတ်စစ်သူကြီးတုံနန္ဒဆိုတဲ့အတန်ကြောင့်နာကျင်စွာညှဉ်းညူနေတဲ့ခန္ဓာဘကခေါင်းထောင်လာပြီးတော့နတ်စစ်သူကြီးတုံနန္ဒဟုတ်လားငါဆရာဖြစ်သူနဲ့တင်တွေကဘလို့ပတ်သက်မှုရှိနေတာလဲ။အောင်မြတ်တာလည်းခန္ဓာဘရဲ့စကားကိုဘာမှမတုံ့ပြန်ပဲစိတ်ထဲကနေနတ်စစ်သူကြီးကိုပင့်ဖိတ်လိုက်တော့ချက်ချင်းဆိုသလိုအခန်းတစ်ခုလုံးမွေးကြိုင်ထုံသိနေတဲ့ရနံ့တွေဖုံးလွှမ်းသွားပြီးတလွန်ထက်မှရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့အစင်တစားဝစ်စင်ထားတဲ့နတ်စစ်သူကြီးကိုမြင်တွေ့လိုက်ရတယ်။နတ်စစ်သူကြီးကအောင်မြတ်တာကိုမြင်တာနဲ့တလွန်ပေါ်ကဆင်းကအယိုးသေးပေးလိုက်ပြီးတော့ကျုပ်ကိုပင်လိုက်တာဘာရေးကိစ္စများရှိလို့ပါလဲဆရာ။အရေးကိစ္စကတော့ဒီနတ်ဘလူးကလူသားတွေကိုဖျားယောင်းသွေးဆောင်ပြီးသူ့ရဲ့အခိုင်းအစီဖြစ်အသုံးပြုနေတာကိုတားဆီးပေးဖို့ပါပဲ။နတ်စစ်သူကြီးလည်းအောင်မြတ်တာရဲ့စကားကြောင့်အခန်းတောင်မှာလဲကျနေတဲ့ခန္ဓာဘကိုကြည့်လိုက်ပြီးတော့တင့်နာမည်ဘယ်လိုခေါ်လဲခန္ဓာဘလို့ခေါ်ပါတယ်ခန္ဓာဘဟုတ်လားဒါဆိုတင်ကမြောက်ဖက်သေးပြင်ကိုစောင့်ကြက်နေရတဲ့သူမလားအဘယ်ကြောင့်အခုလိုမျိုးလုပ်ရတာလဲနတ်စစ်သူကြီးရဲ့မာထန်တဲ့လေတန်းကြောင့်ခန္ဓာဘလည်းခေါင်းမပေါ်ဝင်တော့ဘဲနဲ့ဦးကောင်းငိုက်ဆိုင်ကျသွားခဲ့တယ်ကျုံနာလေသဘောပေါက်ပါပြီဆရာဒီတကောင်းသားကိုနောက်ထပ်အပြစ်တွေမကျူးလွန်အောင်ဆုံးမပေးပါမယ်အလားတူဖြစ်ရမျိုးတခြားတယောက်ကကျူးလွန်ခဲ့ရင်တော့ကျုပ်ကိုအချိန်မီခေါ်ဆောင်လို့ရပါတယ်။ကောင်းပါပြီနတ်စစ်သူကြီးကျုပ်လည်းဒီရွာသားတွေကိုသူတို့ရဲ့နေရက်ကိုပြန်ပို့ပေးရအောင်မယ်။ဒါဖြင့်လည်းဆရာတို့အခက်ခဲမရှိသွားလာလို့ရအောင်ကျုပ်စီစဉ်ပေးပါမယ်။နတ်စစ်သူကြီးကစကားအဆုံးမှာသတိလစ်မိန်မျောနေတဲ့ရွာသားတွေရဲ့ခန္ဓာကိုယ်ကိုလက်နဲ့တက်ချလိုက်တယ်။အဲ့ဒီအချိန်မှာပဲမြင်ကွင်းတွေအလုံးပြောင်းလဲကုန်ပြီးတော့အေးစိမ့်တဲ့လေနွေကမျက်နှာကိုလာထိခတ်တဲ့အရာသာကိုအောင်မြတ်တာတို့ခံစားလိုက်ရတယ်။ဘေးပတ်ဝန်းကျင်မှာတော့စကြက်မြေမှာလဲကျသတိလစ်နေတဲ့ရွာသားတချို့ကိုမြင်လိုက်ရတယ်။ဆရာခုနကခမ်းမထဲမှာတွေ့တဲ့လူတွေကဒီတက်များတယ်လေ။ကျန်တဲ့သူတွေဘယ်ရောက်သွားကြတာလဲ။သူတို့ရဲ့ဆိုင်ရာနေရက်ကိုပြန်ရောက်သွားကြပြီလေ။အခုမြင်နေရတဲ့ရွာသားတွေကဒီအရက်ဒေသကလူတွေပဲ။အောင်မြတ်တာရဲ့စကားကြောင့်တက်ခိုင်တဲ့တောက်ရတို့ခေါင်းတငိမ့်ငိမ့်လုံနေတဲ့အချိန်မှာပဲရွာထဲကနေကျဲလောင်စွာတွန်လိုက်တဲ့လင်းကျက်တကောင်ရဲ့တွန်တန်ကိုကြားလိုက်ရတယ်။လင်းကျက်တွန်တန်ကြားတာနဲ့အောင်မြတ်တာတို့၃ယောက်ရဲ့ခြေလမ်းတွေကရွာအပြင်ဘက်ကိုဦးတည်ပြီးထွက်လာခဲ့လိုက်တယ်။ရွာထိပ်ကိုရောက်တော့စိန်မန်းမင်ပေါ်မှာထိုင်ပြီးလက်ခုပ်လက်ဝါးတီးပြီးတော့နှုတ်ဆက်နေတဲ့ဦးလူပြောကိုချုံမြိန်နဲ့ပြုံးနဲ့နှုတ်ဆက်ပြီးထွက်လာခဲ့ကြတော့တယ်။စာရေးဆရာစီရနာရမညာရဲ့အောင်မြတ်တာဇလံတွေကိုစူးစီးထားတဲ့အောင်မြတ်တာပေါင်းချုပ်အပိုင်း46ကတော့ဒီမှာနေမဲ့ပြီးဆုံးသွားပါပြီခင်ဗျာ။နားတော်သူမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီဇက်လန်လေးကိုကြိုက်တယ်ဆိုရင်အောက်မှာ like လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအိမ်မက်လှလှမှတ်ကြပါစေခင်ဗျာ